ဒီကနေ့2023ဇွန်လ1ရက်နေ့ကဘာရေးဗိဓမာသင်္นานစေတသိက်ပိုင်းယင်တစ်ပတ်ကဥစဉ်တို့သောပနစေတသောပနသာဒာရဏစေတသိက်19ပါးပြီးတာဒီတစ်ပတ်ဝိရတိစေတသိက်3ပါးစာမျက်နှာ30စာမျက်နှာ30ဝိရတိစေတသိက်3ပါးဝိရတိစေတသိက်3ပါးတဲ့ဝိရတိလို့ကြားတော့ဝိရတိတဲ့ဝိရတိဆိုတာဘာလဲဦးဇင်းတို့မင်္ဂလာသုတ်တော့လူတိုင်းရဘူးမှာပါအာရတိတဲ့ဘာလဲဝိရတိတဲ့ရတိကတော့တူတယ်ရှေ့ကဘာလေးကိုကောက်လိုက်အာရယ်ဝိရယ်အာရတိဘာလဲဆိုတော့ဝိရတိဘာကွာလဲအာရတိနဲ့ဝိရတိဘာကွာလဲလို့မေးတော့အာနဲ့ဝိနဲ့ကွာတယ်မစိုးအောင်ဟုတ်တယ်လေဒါမှန်ပါတယ်အာရတိနဲ့ဝိရတိဘာကွာလဲလို့မေးရင်ဟိုယဉ်ကျေးမှုကလေးပေါက်စတွေကသိတယ်ဒါလူကြီးဖြစ်သွားလို့မသိတော့တာနော်ယဉ်ကျေးမှုပေါက်စကလေးတွေဆိုသူတို့ကဘာလဲဆိုတော့မင်္ဂလာကြပြရရတယ်လေမကောင်းမှုတွေဟူသမျှကိုဘာလဲမတွေးခင်ကရှောင်ကျင်လေဩဒါဘာလဲမတွေးခင်ကရှောင်ကျင်လေဒါကဘာလဲဆိုတော့အာရတိဗျဝိရတိကြတော့တွေးကြုံလာရင်မလွန်ကျူးနဲ့အထူးသဖြင့်စောက်စည်းလေအထူးသဖြင့်စောက်စည်းလေအထူးရှောင်ကျင်တွေ့လာကြုံလာတဲ့ခါမှာရှောင်ကျင်ဟိုကတော့အဝေးမှပါလဲရှောင်ကျင်နေဝေးစွာရှောင်ကျင်နေသူကတော့ဘာလဲဆိုတော့အာရတိကတော့ကြိုကာထားတယ်လို့ပြောအောင်ဘာကာထားတယ်လေကြိုကာထားတာလေကြိုကာတာကိုဘယ်လိုခေါ်လဲပရိဘန်တွေ့ကြုံလာရင်မလွန်ကျူးနဲ့အထူးသဖြင့်စောက်စည်းလေသူကတော့ကြုံလာတဲ့အခါမှာလဲမလွန်ကျူးမိအောင်အပြစ်မဖြစ်အောင်ဗာလဲရှောင်ကျဉ်နိုင်တာတဲ့လူတွေကဗာလဲဆိုတော့တခါကျတော့မတွေ့ရင်တော့ရှောင်လို့ရတယ်နဖူးတွေ့ဗာလဲအဲ့လေတွေ့လာရင်ကြုံလာရင်တော့မရှောင်နိုင်ဘူးဆိုတာဖြစ်တယ်နော်လားရက်တော့တဲ့လူတွေမတွေ့ရင်ဗာလဲမတော့ဘူးတွေ့ရင်နားလို့ဖြစ်နေတာကွန်းလေးပါလေးဆေးလေးဖြတ်တဲ့လူတော်မှဒီလိုပဲဗျကွန်းဖြတ်ဆေးဖြတ်တဲ့လူတွေရတာကွန်းဖြတ်ထားတယ်ဆိုကွန်းမတွေ့ရင်တော့ရှောင်တော့အဲ့ဒါကွန်းဖြတ်ထားပါတယ်ဆိုမှဦးဇင်းကလည်းကွန်းဖြတ်တာသိမကြသေးဘူး2နှစ်လောက်ပဲရှိသေးအဲ့ဒါကွန်းဖြတ်ထားပါတယ်ဆိုမှဒီမြင့်ဘုန်းကြီးကပလတ်စတစ်ကလည်းကြီးကွန်းရွက်လေးတွေကလည်းစိမ့်နေတဲ့ခါစိမ့်ဆူလေးနဲ့အဲ့ဒါကွန်းဖုံးပေးပါအောင်ဆိုလာပြီးတော့ပေးကြည်စမ်းအဲ့ဒါကွန်းရွက်လေးတွေကလည်းနော်အဲ့ဒါစိမ့်ဆူလေးပလတ်စတစ်လေးကလည်းကြီးအဲ့ဒါဘာလဲဝါကျင်စိတ်ပေါက်တော့ဗျာနော်ဒါမဲ့လေကွန်းဖြတ်ထားတာတည့်ရသားနဲ့တမင်လာပေးနေလားမသိဘူးနော်ဒါဘာလဲဖြစ်တာဘာဖြစ်ကွန်းပဲဖြစ်စလိတ်ပဲဖြစ်ပေါ့ဗျာမြင်းပြီးတော့ဖြတ်လို့မရဘူးဗျတိကနေဖြတ်မှရတယ်နော်ဒါတိကနေဖြတ်မှရတယ်အဲ့ဒါကွန်းဖြတ်တာတို့စလိတ်ဖြတ်တာတို့လေစလိတ်ရှော့တော့မယ်လို့လည်းမရဘူးလုံးဝမတော့တော့ဘူးဆိုတိကနေဖြတ်မှရအဲ့ဒါရှော့တော့တယ်ဆိုတဲ့လူကနောက်မှပိုတော့မှပါလဲတော့ရတာပိုတော့အဆင်ပြေတယ်လို့ဖြစ်ပြီးတော့နော်အဲ့ဒါပိုကောင်းပြီဒါကဘာလဲဆိုအာရတိနဲ့ဘာလဲဝိရတိဦးဇင်းတို့အခုပြောမှာဘာလဲဝိရတိ
ဝိရတိကတော့အထူးရှောင်ခြင်းနဲ့တွေ့ကြလားဝိရတိစရသိတ်၃မျိုးရှိပါတယ်တမ္မာဝါစာရဲ့တမ္မာကမ္မန္တရဲ့တမ္မာအာဇီဝတမ္မာဆိုတဲ့ရှေ့ကစကားလုံးလေးထည့်ထားတယ်တမ္မာရဲ့နေရာမှာမိစ္ဆာတမ္မာရဲ့နေရာမှာဘာလဲဆိုတော့မိစ္ဆာတော့မထည့်ပါဘူးနော်ဒီနေရာမှာတော့မထည့်ဘူးဝိရတိတမ္မာဝါစာမိစ္ဆာထည့်လို့လည်းရပါတယ်မိစ္ဆာဝါစာနော်မိစ္ဆာဝါစာပြောင်းမြန်ပေါ့ဗျာတမ္မာဝါစာဆိုတော့ဒီမဲ့တော့ဗာလေဟိကာယဒုစရိုက်3ပါးဗာလေဝစီဒုစရိုက်4ပါးတို့မှာရှောင်ကျင်ခြင်းလက္ခဏာရှိသောကြောင့်ဝိရတိစရသိဟုခေါ်ပါသည်ဒီလောက်ပဲပြောတယ်တမ္မာဝါစာနော်တမ္မာဝါစာမိစ္ဆာဝါစာလည်းရှိတော့အသက်မွေးဝမ်းကြောင်းမဟုတ်သောအပျော်တမ်းမုတ္တဝါဒပိတုဏဝါစာပရုဒဝါစာတမ္ဖပလာပဝါစာတိဟုသောဝစီဒုစရိုက်၄ပါးမှရှောင်ကျင်ခြင်းလက္ခဏာရှိသောသဘောအသက်မွေးဝမ်းကြောင်းမဟုတ်သောဆိုတာကစာဝတ်နေရေးနဲ့မဆိုင်ဘူးလို့ပြောတာဘာနဲ့မဆိုင်ဘူးလဲတချို့လိန်နေစာဝတ်နေရေးနဲ့ဆိုင်ပြီးတော့လိန်နာရဲ့စာဝတ်နေရေးနဲ့မဆိုင်ပဲဗာလဲလိန်နာရဲ့နှမျိုးရှိတာပေါ့နော်အဲ့တော့ဒီမဲ့တော့ဒီတမ္မာဝါစာမှာစာဝတ်နေရေးနဲ့မဆိုင်ဘူးအပျော်တမ်းသူများကိုလိန်လိုက်ရတာနည်းနည်းလေးဗာလဲလှက်ပတ်ပြီးပြောလိုက်ရတာသူများကိုနည်းနည်းစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်လိုက်ရတာအဲ့ဒါကိုဗာလဲပျော်တယ်နားတာအဲ့လိုနဲ့သူကဗာလဲဆိုတော့အပျော်တမ်းသဘောနဲ့လှုပ်တာမျိုးဆိုရင်အာဇီဝနဲ့မဆိုင်ဘူးပေါ့ဗျာအသက်မွေးဝမ်းကြောင်းနဲ့မဆိုင်အသက်မွေးဝမ်းကြောင်းနဲ့မဆိုင်မဲနဲ့အပျော်တမ်းလိန်နာသူတစ်ပါးတွေကိုယ်စီးပွားရေးစောင်းနေနဲ့မဆိုင်မဲနဲ့သူတစ်ပါးတွေစိတ်ဝမ်းကွဲအောင်ပြောတာပိသုဏဝါစာပေါ့နော်အဲ့ဒါအချစ်ပြက်အောင်ပြောတယ်လို့လည်းပြောတယ်သူတစ်ပါးတွေအစဉ်ပြေးနေတာအောင်မပြေးအောင်ဗာလဲဝင်ပြောလိုက်တာကိုယ်စကားလေးကြောင့်သူများတွေဗာလဲစိတ်ဝမ်းကွဲပြားသွားတာအဲ့လိုစိတ်ဝမ်းကွဲပြားတော့မှကိုယ့်ဘက်ကိုဗာလဲပို့ပြီးတော့ပါမာဆိုတဲ့သဘောเนาะဒီလိုပြောတာတွေကဗာလဲပိသုဏဝါစာပရုဒဝါစာကတော့ရိုင်းဆိုင်တဲ့စကားတွေကြမ်းတမ်းတဲ့စကားတွေပြောတာဗာလဲပရုဒဝါစာပိသုဏဝါစာမှာလည်းပဲသူများနဲ့တရုတ်နဲ့ကစီးပွားရေးလုပ်ငန်းတွေလုပ်နေတာအဆင်ပြေတယ်အဲ့ဒါကိုကွဲပြားသွားအောင်လုပ်ပြီးတော့ကိုယ့်ဘက်ကိုစီးပွားရေးလုပ်ငန်းတွေဘာတွေပေါ့เนาะအဲ့ဒါဒီဘက်ပြောင်းလာအောင်ဆိုတဲ့သဘောနဲ့ပြောရင်တော့ဘာနဲ့သွားဆိုင်မလဲအသက်မွေးဝမ်းကြောင်းနဲ့ဆိုင်သွားမှာအခုတော့အသက်မွေးဝမ်းကြောင်းနဲ့မဆိုင်ဘူးတဲ့နောက်တမ္ဖပလာပဝါစာကတော့အကျိုးမရှိတဲ့စကားတွေကိုဗာလဲပြောတာတမ္ဖပလာပဝါစာအကျိုးမရှိတဲ့စကားတွေဆိုတာဘယ်လိုစကားတွေလဲဆိုတော့အကြီးမရအဖက်မရခုနလိုကွန်းစားတယ်လို့ပဲနဲ့ကွန်းကလည်းအကြီးလဲထွေးထုတ်လိုက်ဟုတ်လားတဖြည်းဖြည်းနဲ့ထွေးထုတ်လိုက်တာအကြီးလည်းမရအဖက်လည်းမရဟလားတမ္ဖပလာပဝါစာဆိုတာကအကျိုးမဲ့အချိန်ကုန်တဲ့စကားတွေပြောတာတခါကျတော့လူတွေကဘာလဲဆိုတော့အကျိုးရှိတဲ့စကားတွေအကျိုးရှိတဲ့အလုပ်တွေလုပ်ရမယ့်ဥစ္စာကိုမလုပ်ဖဲနဲ့တငယ်ချင်းတွေနဲ့ပြောချင်ရည်ပြောပြီးတော့အချိန်ပါလဲကုန်သွားတချို့ကလည်းထားပါတော့သူများအတင်းပြောချင်လို့ချိန်ပြီးတော့ပြောရတာရှိတယ်အဲ့လိုဆိုရင်လည်းဗာလဲတမ္ဖပလာပဝါစာနောက်တစ်ခါဘာတွေပါလဲဆိုတော့ဇလန်းဒီဇက်ကွက်ဒီအကြောင်းပေါ့เนาะအဲ့ဒါဘာမှအရေးမရအဖတ်မရဆိုခုနပြောသလိုပဲစာထဲမှာတော့ယာမလက္ခဏာအကြောင်းနေတဲ့ဇလန်းဇက်ကွက်ဒီအခုခေတ်ဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲဂျူမုံအကြောင်းပြောမယ်အခုခေတ်ကတော့ဂျူမုံတို့ဗာလဲဟိုတင်းတို့ကတော့ကြာသွားပါပြီဗာလဲဟိုတင်းကျွန်းစောတို့အွန်စောတို့ကတော့ကြာသွားပြီအခုနောက်အသစ်တွေပေါ့နော်အဲ့လိုဇလန်းဇက်ကွက်အကြောင်းတွေပဲပြောပြီးတော့အဲ့ဒါတွေနဲ့အချိန်ကုန်ရင်လည်းပါတယ်လေတမ္ဖပလာပဝါစာခေါ်နော်အဲ့ဒါတွေကလည်းရှောင်ကျင်နေတဲ့ဒါတမ္မာဝါစာဖြစ်တယ်မရှောင်ရင်တော့မိစ္ဆာဝါစာဖြစ်နော်မရှောင်ရင်တော့ဗာလဲမိစ္ဆာဝါတမ္မာကမ္မန္တကြတော့ဗာလဲအသက်မွေးဝမ်းကြောင်းမဟုတ်တော့အပျော်တမ်းပဲအဲ့စကားလေးထည့်တယ်ပါဏာတိပါတာအဒိဏဒါနကာမီတုမိစ္ဆာစာရဒီဟုသောကာယဒုစရိုက်သုံးမှာရှောင်ကျင်ခြင်းလက္ခဏာရှိသောသဘောသူလည်းပဲအသက်မွေးဝမ်းကြောင်းနဲ့မဆိုင်ဘူးတဲ့တမ္မာကမ္မန္တတမ္မာဝါစာတမ္မာ
ကမ္မန္တနောက်ပြီးတော့ဗာလေတမ္မာအာဇီဝဆိုတော့အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တယ်အပေါ်နှစ်ခုကမဆိုင်ဘူးပေါ့နော်ပြောနေပါဏာတိပါဒတတ္တာအသက်မွေးဝမ်းကြောင်းနဲ့ဆိုင်လားမဆိုင်လားဆိုတော့နှစ်မျိုးရှိတာအသက်မွေးဝမ်းကြောင်းနဲ့ဆိုင်ပြီးနေ့စဉ်ထားပါတော့ဗျာသားငါးတွေတက်ပြီးရောင်းနေရတဲ့လူကတော့ဘာနဲ့ဆိုင်မလဲအသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တယ်ဒါနဲ့အသက်မွေးမယ်စီးပွားရှာတယ်အဲ့လိုမဟုတ်ဘူးရှေးကတော့ဘယင်းနေဆိုတောကစားထွက်တယ်ဆိုအပျော်သမင်တွေပါလိုက်တယ်နော်သမင်လိုက်တယ်သားကောင်လိုက်တယ်မိပျော်ပျော်ပါပါနော်အဲ့ဒါအဲ့ဒီတခါတည်းပျော်ကြတယ်သူကအသက်မွေးဝမ်းကြောင်းနဲ့မဆိုင်ဘူးသူကတော့ဗာလဲအပျော်ရမ်းသဘောနောက်တစ်ခုကလည်းစီဝါရေးနဲ့စောင်းနေနဲ့မဆိုင်ဘူးဒီလူတယောက်မကျေနပ်လို့တတ်လိုက်တယ်နားလားရှုကလည်းတတ်တာဖြတ်တာဝါသနာပါလို့လုပ်တယ်ကိုစီဝါရေးနဲ့မဆိုင်ဘူးဆိုရင်ဒါတွေကတော့ဗာလဲဆိုတော့အာဇီဝနဲ့မဆိုင်တော့ပေါ့နော်ကမ္မန္တတွေအဒိဏဒါနမှာလည်းအဲ့လိုပဲသူတော်ဘာပစ္စည်းတွေကိုခိုးတာတချို့ကအစာဝန်ရေးနဲ့ဆိုင်တယ်တချို့ကြတော့အပျော်ရမ်းဥမာထားပါတော့ဦးဇင်းတို့တစောင်းမုံးလာတခိုးကြီးနှက်ခတ်နဲ့ရှင်တဲ့အခါပါလေအဲ့ဒါတွေအပျော်ရမ်းလေရှောက်ခိုးတယ်မလားအဲ့ဒါတွေဆိုရင်လည်းပဲအဲ့ဒါတမ္မာအာဇီဝနဲ့မဆိုင်ဘူးသူကဘာလဲဆိုတော့အပျော်ရမ်းသဘောနဲ့နော်ခိုးတာမှလည်းအဲ့လိုရှိတယ်သူကပျက်စီးစေသလိုဒီလိုဒုက္ခရောက်သွားရင်ပြီးရောကွာဆိုပြီးသူများပစ္စည်းကိုဖျက်ဆီးခြင်းလို့ဗာလဲခိုးတာအဲ့ဒါဆိုရင်လည်းအသက်မွေးဝမ်းကြောင်းနဲ့ဗာလဲမဆိုင်နောက်တစ်ခါကာမေတုမိစ္ဆာစာရမှာကြတော့လေဒီတိုင်းပဲတချို့ကြတော့လေအသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တာရှိမယ်တချို့ကြတော့လေဗာလဲအပျော်ရမ်းနော်ဒါဒီဥစ္စာတွေကျူးလွန်တာတွေပေါ့နော်အဲ့လိုဟာတွေရှိတယ်အဲ့တော့နှမျိုးလုံးရှိတာပေါ့ဗျာနော်အဲ့ဒါကာမေတုမိစ္ဆာစာအသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တာလည်းရှိတယ်မဆိုင်တာလည်းဗာလဲရှိတယ်ပေါ့အဲ့တော့အဲ့မှာဝစီဒုစရိုက်၄ပါးမှရှောင်တာကဗာလေတမ္မာဝါစာဗာလေဝစီဒုမှရှောင်သူကတော့ဗာလေကာဒုမှရှောင်သူကြတော့ဝစီရောဝစီရလည်း၄ပါးကာကလည်း၃ပါးမှရှောင်သူကြတော့ဘာနဲ့ဆိုင်သွားပြီလေအသက်မွေးမှုနဲ့ဆိုင်သွားဘာနဲ့ဆိုင်သွားလဲအသက်မွေးမှုနဲ့ဆိုင်သွားအသက်မွေးမှုနဲ့ဆိုင်တော့လိမ်မှုညာမှုမရှိတော့ဘူးအသက်မွေးမှုနဲ့ဆိုင်တဲ့ဗာလဲတပ်ဖို့ဖြတ်မှုဗာလဲမရှိတော့ဘူးအသက်မွေးမှုနဲ့ဆိုင်တဲ့ခိုးမှုပါမှုမရှိတော့အဲ့ဒါဆိုရင်ဦးဇင်းတို့ကဘာစင်ကြယ်သွားလဲဆိုတော့တမ္မာအာဇီဝအသက်မွေးမှုဗာလဲစင်ကြယ်သွားအသက်မွေးမှုနဲ့ပတ်သက်လို့စားဝတ်နေရေးနဲ့ပတ်သက်လို့ကာယဒုစရိုက်လည်းမပြုဘူးဝစီဒုစရိုက်လည်းမပြုပါဘူးတဲ့အဲ့လိုဆိုရင်ဦးဇင်းတို့ကတမ္မာအာဇီဝဖြစ်သွားအဲ့လိုမှမရှောင်လို့ရှိရင်ဦးဇင်းတို့ကဘာဖြစ်သွားလဲဆိုတော့မိစ္ဆာအာဇီဝဖြစ်သွားဘာဖြစ်သွားလဲမိစ္ဆာအာဇီဝဖြစ်သွားအဲ့တော့မိမိတို့ဘဝမှာစားဝတ်နေရေးအတွက်ငါတို့ဆောင်ရွက်နေတာဒီငါတို့ကာယဒုစရိုက်တွေကင်းသလားဝစီဒုစရိုက်တွေကင်းသလားနော်ဒါကိုပြန်ပြီးတော့ဦးဇင်းတို့ဟိုတင်လောက်မှာလေးလာသုံးသပ်ကြည့်ရတာပေါ့နော်လေးလာသုံးသပ်ကြည့်တဲ့အခါမှာငါတို့ကဘလောက်တောင်မှဒုစရိုက်တွေကင်းတယ်တမ္မာအာဇီဝဖြစ်တယ်ဘလောက်တောင်မှမိစ္ဆာအာဇီဝတွေများနေတယ်နားတာမိစ္ဆာအာဇီဝတွေနဲ့ရှင်းနေတယ်အဲ့တော့ရှင်းနေသလားမရှင်းနေသလားဦးဇင်းတို့ပြန်ပြီးတော့ကိုယ့်ကိုယ်ဆန်းစစ်ကြည့်ရတာပေါ့နားတာဘုန်းကြီးတွေလည်းမိစ္ဆာအာဇီဝတမ္မာအာဇီဝရှိတာပဲဘုန်းကြီးတွေလည်းဗာလဲဆိုတော့နာဘုန်းကြီးတွေမှာလည်းမိစ္ဆာအာဇီဝရှိတယ်တမ္မာအာဇီဝရှိတယ်ဘုန်းကြီးတွေမှာမအပ်သောနည်းနဲ့အလှခံမယ်နော်အဲ့ဒါမအပ်သောနည်းနဲ့ရမယ်ဆိုရင်အဲ့ဒါဘုန်းကြီးတွေမှာလည်းဘာဖြစ်လဲနော်မိစ္ဆာအာဇီဝဆိုတာဘုန်းကြီးတွေကကိုယ့်ကိုအထင်ကြီးအောင်ပြောမယ်နော်ဒါအထင်ကြီးအောင်ပြောပြီးတော့အဲ့ဒီဘုန်းကြီးကဘာတကူရှိတယ်ဘာသိတိရှိတယ်မြတ်စွာဘုရားကတော့ရုပ်စွာအဆုံးပေါ့ဗျာဒီဆွမ်းခံစားတာကတော့သူ့ဟာသူဆွမ်းခံတာကတော့အိန္ဒိယသူလောင်းလို့ရင်လောင်းမလောင်းလို့ရင်လည်းပဲကြော့စွန်းလုပ်လို့ရတယ်ဓမ္မစာရီတရားနဲ့အညီတောင်းတယ်လို့နော်ဆွမ်းခံစားတာကိုတော့ပြောအဲ့လိုမဟုတ်ဘဲနဲ့ကျောင်းမှာဆွမ်းရှားတယ်ဗျာကျောင်းမှာဆွမ်းမပြည့်စုံလို့အောင်ဆုံးမပြည့်စုံလို့ဘာလို့ညာလို့ညီးပြပြီးတော့မှရတယ်ဆိုရင်
အဲ့ဒါဆိုရင်ဘာပြောရလဲတမ္မာအာဇီဝမဖြစ်တော့ဘူးဗျာနော်ဘုန်းကြီးနေမှာပယောဂကိုပယောဂကြောင့်တပိတ်နဲ့စွန့်သွားရက်တာတော့ရတယ်ဒါကတော့မြတ်စွာဘုရားတောင်းတယ်အဲ့လိုလေးကိုကတဟိုလိုဒီလိုလေးပြောလိုက်လို့အဲ့ဒါအကြောင်းကဘုန်းကြီးကအဲ့ဒါအောင်ဆုံးကတိတ်မပြည့်စုံလို့ပြောတယ်ဘာပြောတယ်ညီးပြနေတယ်ဆိုပြီးတော့အဲ့လိုဟိုရင်းဖြစ်ပြီးတော့မှရောက်လာတဲ့ဆွန့်ဆိုရင်ဘယ်နဲ့လဲပယောဂမကင်းဘူးဆိုပြီးတော့နော်ဒီလိုဟိုရင်းဖြစ်တယ်လေအဲ့ဒါဘုန်းကြီးနေမှာလည်းအများကြီးပေါ့ဗျာနော်အဲ့ဒါဟိုရင်းအဲ့ကိုလည်းအထင်ကြီးအောင်ပြောတာဒကာတော်မတွေကိုမြောက်ပင်ပြီးတော့ပြောတာဓမ္မကြီးကတော်တရားတရားကောင်းတာပဲဘလို့ကြောင့်ပါညာနဲ့ရှောက်ပြောပြီးတော့မှအဲ့လိုရရင်လည်းပဲမိစ္ဆာအာဇီဝပဲနားတာတချို့ကြတော့လည်းအတင်းကျပ်သဘောမျိုးအဲ့ဒါဓမ္မကြီးတို့မှမလူရင်တော့ဘုန်းကြီးကတော့ဘလို့ဖြစ်ပါပြီဘာဖြစ်ပါပြီနဲ့ဆိုပြီးတော့အတင်းကျပ်လေအဲ့လိုဆိုရင်လည်းပဲဗာလေဒကမာကြီးမလူရင်ဘုန်းကြီးကြောင်းတော့မပြီးတော့ဘူးဘုန်းကြီးမိုးရီလည်းပဲနေရတော့မှသတင်းသုံးရတော့မှဘာညာနဲ့အဲ့လိုပြောရင်လည်းပဲအတင်းကျပ်လောက်ရမရဘူးလားကြီးဟာတစ်ဖက်ကမလုပ်ပြီးဖြစ်ပါတော့မလားမကောင်းတော့ဘူးဆိုတဲ့အနေဆိုရင်အဲ့ဒါအတင်းကျပ်လောက်ရရောက်တယ်ဆိုရင်ဒါလည်းပဲမိစ္ဆာအာဇီဝနားတာပဲအဲ့ဒါဘုန်းကြီးနေမှာပူဆိုးတာပေါ့ဗျာနောက်ဘုန်းကြီးနေမှာပူပြီးတော့သတိထားရတာဒီအများကြီးပေါ့နားတာပဲအဲ့ဒါပြောရင်တော့အရှိကြီးဖြစ်သွားပြောရင်တော့ဗာလဲဆိုတော့နော်ဒါရှင်သာရိပုတ္တရာနဲ့အရှင်မောက္ကလန်လေအကျဉ်းလေးအကျဉ်းချုပ်လေးပဲပြောမလေရှင်သာရိပုတ္တရာကြီးလေနာယောဂအမြဲတမ်းရှိသူကနို့ရာကုတောက်ရရင်တော့နို့ဆံပြုတ်တောက်ရရင်တော့ပျောက်တစ်ချိန်မှာရှင်သာရိပုတ္တရာကြီးကလည်းအဲလေနာဖြစ်တော့လေနာတယ်ဆိုတော့အရှင်မောက္ကလန်ကြီးကဘေးနာရှိတော့အရင်တော့ကဘာနဲ့ပျောက်ဘူးတော့သူရအောင်ရှာမယ်ပေါ့နော်ဘာနဲ့ပျောက်ဘူးလဲဆိုတဲ့အခါကျတော့နို့ဆံပြုတ်ရရင်တော့ပျောက်တယ်အဲ့ဒါလေးဖုံးပေးရရင်တော့အဲ့ဒါနဲ့အဲ့ဒါကိုနတ်ကတိသွားဘယ်သူကတိသွားနတ်ကကြားသွားပြီးတော့အိမ်တိမ်မှာသွားပူပြီးတော့နတ်ပြန်ရှင်မောက္ကလန်မထေကြွလာလို့ရှိရင်နို့ဆံပြုတ်လူရမယ်ဘာညာဘလို့သွားလို့တော့ဟိုကအိမ်ကလည်းအတင်နဲ့ရေကျွန်တော်တို့ကအမြဲလူနေတာပါအရှင်လာပြီးတော့ပူပြီးတော့မပြောလဲပဲပါလေကျွန်တော်တို့အမြဲလူနေတာပါရတယ်လူမယ်ဆိုပြီးတော့ရှင်မောက္ကလန်ကြွသွားတော့ရှင်မောက္ကလန်ကိုလည်းခါတယ်ကတ်နောက်ပြီးတော့တပိတ်နဲ့အပြည့်လဲပါလေထည့်ပေးလိုက်တော့အရှင်မောက္ကလန်ကလည်းဟန်ကြပြီးရှင်သာရိပုတ္တရာကတ်မယ်ဆိုပြီးတော့ခါတယ်အာရဝန္တာနဲ့သွားတော့အရှင်သာရိပုတ္တရာကြီးဟာဒီနို့ကနာနို့ဆံပြုတ်တွေကထူးခြားလိုက်လားမနေ့ကငါတို့ပြောနေတယ်အခုစိုက်မြိုက်ရောက်လာအဲ့ဒါနဲ့အရှင်သာရိပုတ္တရာဆင်ញင်ကြည့်လိုက်တော့နတ်ကကြားသွားပြီသူ့ပယောဂနဲ့သွားခိုင်းလို့ဗာလဲရောက်လာတဲ့ဥစ္စာအဲ့မှာအရှင်သာရိပုတ္တရာကြီးဘလို့ပြောလဲဆိုတဲ့အခါကျတော့ဟေးငါးပိုက်တွေကဥတွေဟာသူတို့ကိုအစာမထက်ပေးလို့ဟဲ့လူတွေငါတို့ကိုအစာထက်ပေးဖို့မရဘူးဆိုဘိုက်ကနေဖောက်ထွက်ငါတို့ပိုင်းငါတို့အစာထွက်ရှာတော့မယ်ကွာဥတွေကနေပြောတဲ့စကားနားလားအဲ့လိုဘိုက်ကနေဖောက်ထွက်ပြီးသူတို့ပိုင်းသူတို့အစာထွက်ရှာခြင်းရှာပါစေဒီလိုပယောဂမကင်းတဲ့အစာမျိုးကိုငါပိုက်ထဲပါလဲငါဥတယ်ငါပိုက်ထဲမထည့်ဘူးရှင်မောက္ကလန်သွားသွန်ပလိုက်သွားသွန်တာဟိုကလည်းဘာမှမပြောဘူးသွန်ပလိုက်ဆိုတော့သွားသွန်လိုက်တာသွားသွန်လိုက်တော့အဲ့ဒီနို့ဆံပြုတ်တွေလည်းပဲမြေပေါ်ရောက်လေနာယောဂလည်းပျောက်သီလရဲ့တကူပေါ့ဗျာမိသမ္မာအာဇီဝဒါကဘာလဲဆိုတော့မိမိတို့ရဲ့ဗိုက်ထဲမိမိတို့ခန္ဓာထဲကိုပယောဂမကင်းသောအစာလေးနည်းနည်းတော့မှဗာလဲမထဲလို့ဘူးမတရားသဖြင့်ရတာဒီစားမယ်ဝတ်မယ်နေမယ်ထိုင်မယ်လို့မြန်ရှိပါဒါနီးမိရတာပေါ့ဗျာလူတွေလည်းနီးမိပြီးတော့ငါတို့အာကုသိုလ်နဲ့ယဉ်ပြီးတော့ဒီခပိုက်ထဲမထဲဘူးဒီခန္ဓာထဲမထဲဘူးဒီခန္ဓာကိုထဲပြီးဒီခန္ဓာဝတ်ပြီးဒီခန္ဓာနေရအတွက်အာကုသိုလ်တွေနဲ့ယဉ်ပြီးမတန်ဘူးဒီခန္ဓာဘာလို့မတန်လဲတနေ့ကျအိုသွားနာသွားသေသွားမဲ့ခန္ဓာဒီခန္ဓာတွေကိုအာကုသိုလ်တွေနဲ့ယဉ်ပြီးထည့်ပေးဖို့တန်ရလားအာကုသိုလ်တွေနဲ့ယဉ်ပြီးထည့်ပေးနေတဲ့အတွက်မအိုတော့ဘူးမနာတော့ဘူးမသေတော့ဘူးဆိုရင်တော့တန်ကျင်လေတန်မယ်လीနားလားအခုတော့ဗာလဲမတန်ဘူးဒါကြောင့်မလို့သူတော်ကောင်းတွေကတော့မိစ္ဆာအာဇီဝနေကတော့ပါဇက်သေးကိုဗိုက်သေးကိုဦးရဲလုံးဝဗာလဲမထဲဘူးတဲ့ဟောနားလားမိမိတို့လည်းပဲစာရီတင်ပြီးတော့ဗောနော်နည်းနည်းစဉ်းစားဟောစာရီတင်ပြီးဘလောက်အာဇီဝတန့်စင်လဲတမ္မာအာဇီဝတွေကာယဒုစရိုက်ဗာလဲဝ
ဝစီဒုစရိုက်ဒီကင်းစင်လဲဒါကြည့်ရမှာပေါ့ဗျာနော်ဒါအသက်မွေးမှုနဲ့မပတ်သက်တာလဲရှောင်မှာပဲအသက်မွေးမှုနဲ့ပတ်သက်တာလဲရှောင်မှာပဲဆိုတဲ့အနေနဲ့ရှောင်ရင်ဦးဇင်းတို့ကတမ္မာဝါစာလည်းဖြစ်မယ်တမ္မာကမ္မန္တာလည်းဖြစ်မယ်တမ္မာအာဇီဝလည်းဖြစ်မယ်ပေါ့နော်အဲ့ဒါအဲ့တော့အဘိဓမ္မာဆိုတာကတော့ကိုယ့်ဘဝကိုပြန်ကြည့်ဖို့ပေါ့နော်အဲ့ဒါကိုယ့်ဘဝကိုပြန်ကြည့်ဖို့ကိုယ့်အခြေအနေကိုပြန်ကြည့်ဖို့ဟောတဲ့တရားပဲဒါဆိုရင်ဒါဘာသုံးပါလဲဝိရတိစေတသိက်၃ပါးပြောမယ်ဆိုရင်တော့အများကြီးရှိသေးတယ်နော်ဒီလောက်ပဲမှတ်ထားအောင်နောက်တစ်ခါပါလေအပ္ပမညာစေတသိက်၂ပါးဘာနှစ်ပါးလဲအပ္ပမညာဆိုတာအာယေပမိညာယေသို့မဟုတ်အာယေပမာဏယေပမိညာကိုပြောင်းလိုက်ရင်ပမာဏကိုတော့ဦးဇင်းတို့ကသိပါတယ်ပမာဏဆိုတာအတိုင်းရှိကိုခေါ်တာဘာလဲအတိုင်းအတာပမာဏအကန့်အသတ်ပေါ့ဘာဘယ်လောက်ရှိတယ်ဘာဘယ်လောက်ရှိတယ်ဆိုလို့ကန့်သတ်ထားတာကိုဘာလို့ခေါ်လဲပမာဏအတိုင်းအတာဒီတရားတွေကအတိုင်းအတာပမာဏမရှိဘူးဘာလဲမရှိတယ်အတိုင်းအတာပမာဏအကန့်အသတ်မရှိတော့ဘူးတဲ့ဘယ်လိုမရှိတာလဲတဲ့ဟာဒီကရုဏာတနာတယ်မုရိဒာဘာလဲဝမ်းမြောက်တယ်တနာတယ်ဆိုတာကိုယ်နဲ့ဆိုင်တဲ့လူတွေဒုက္ခရောက်မှတနာရင်အဲ့ဒါကိုယ်နဲ့ဆိုင်သောဆိုတဲ့အတိုင်းအတာပမာဏဘာလဲရှိနေတယ်ငါဆွေမျိုးတွေငါမိတ်ဆွေတွေဒုက္ခရောက်မှငါတနာတတ်တယ်ဒါဆိုရင်အကန့်အသတ်ရှိနေတယ်ဘယ်သူပဲဒုက္ခရောက်ဒုက္ခရောက်သူတွေကိုတနာတတ်တာမှအတိုင်းအတာအကန့်အသတ်ပမာဏဘာလဲမရှိတော့အဲ့လိုဘောင်ကျော်သွားတော့မှဦးဇင်းတို့ကဘာလို့ခေါ်လဲအပ္ပမညာလို့ခေါ်တယ်ကရုဏာတရားအစစ်ဖြစ်ပါလေကိုယ်နဲ့သက်ဆိုင်တဲ့ကိုမိသားစုကိုမိတ်ဆွေကိုဆွေမျိုးဟလာနော်ကိုအမျိုးအဆွေကိုလူမျိုးဒီလိုမှတနာတတ်တယ်ဆိုရင်ဒုက္ခရောက်မှတနာတတ်ရင်အတိုင်းအတာအကန့်အသတ်ပမာဏဘောင်ရှိနေတယ်အဲ့လိုရှိနေရင်ဦးဇင်းတို့ကအပ္ပမညာလို့မခေါ်ဘူးတဲ့ကရုဏာအစစ်ဘာလဲမဟုတ်ဘူးတဲ့ဒုက္ခရောက်သူတိုင်းကိုတနာတတ်တဲ့စိတ်ကိုမှဘာလို့ခေါ်လဲကရုဏာလို့ခေါ်နော်ဒါဘာဖြစ်လူတွေကတော့တနာတတ်ပါတယ်နာဂိတွေဖြစ်တော့လဲကိုနဲ့သိလားမသိပါဘူးသူများတွေလှူတယ်ဆိုလဲဘာလဲကိုလည်းလှူကြတယ်တန်းကြတယ်ဒါဘယ်နေရာမှာတောက်ရည်တွေပြက်လို့ဆိုရင်လည်းပဲလူတွေကဘာလဲသွားလှူကြတယ်ပဲကိုနဲ့သိလားဒုက္ခရောက်သူတွေပဲဆိုတဲ့အနေနဲ့ကရုဏာတရားနဲ့ဘာလဲပေးကြတယ်နော်ဒါကူညီကြတယ်စောက်ရှောက်ကြတယ်အဲ့လိုမှဘာလဲကရုဏာအစစ်လို့ပြောရတယ်နော်ကရုဏာဆိုတာနော်ကရုဏာဆိုတဲ့တဏှာမှုဟာမိမိနဲ့ဆိုင်မှမိမိနဲ့ပတ်သက်မှမိမိမိသားစုမိမိမိတ်ဆွေမိမိအမျိုးအဆွေမိမိလူမျိုးစသည်ဒီလိုမှတဏှာတတ်တယ်ဆိုရင်အဲ့ဒါကကရုဏာအစစ်မဟုတ်ပါဘူးတဲ့တောကဘာလို့ခေါ်လဲတောကစိုးရင်ကြောင်းကြတဲ့တောကမုရိဒာကြတော့လည်းပဲသူမှာဘာရှိလဲဆိုတော့ဦးဇင်းတို့ကကရုဏာနဲ့မုရိဒာဘာနဲ့ပါလဲကရုဏာဆိုတာကဘာလဲတဏှာမုရိဒာဆိုတာကဘာလဲဝမ်းမြောက်တဲ့နေရာမှာလည်းဒီတိုင်းပဲဝမ်းမြောက်တာကကိုမိသားစုကိုဆွေမျိုးကိုမိတ်ဆွေတွေကိုလူမျိုးတွေချမ်းသာပြည့်စုံမှဝမ်းမြောက်တယ်ဆိုတာကမုရိဒာအစစ်မဟုတ်ပါဘူးတဲ့အဲ့ဒါအကန့်အသတ်အတိုင်းအတာပမာဏဘောင်ရှိနေတယ်ဘောင်ကျော်သွားမယ်ဘယ်သူပဲဖြစ်ဖြစ်လောကမှာလူတိုင်းဟာချမ်းသာခြင်းကြီးပွားခြင်းတိုးတက်ခြင်းကြတာပဲလူတိုင်းဟာနော်အဲ့တော့ချမ်းသာကြီးပွားတိုးတက်ကြတယ်ဆိုရင်ဝမ်းမြောက်ရမယ်ဝမ်းမြောက်ပြီးဝမ်းမြောက်တဲ့စိတ်ဖြစ်ပေါ်တယ်ဘယ်သူပဲဖြစ်ဖြစ်ကဘာကြီးမှာကဘာလုံးဟာအကုန်လုံးချမ်းသာကြကြွယ်ဝကြတိုးတက်ကြတယ်ဆိုလို့ရှိရင်ဗာလဲဝမ်းမြောက်စေရပဲတဲ့နော်ဘယ်သူပြည့်စုံချမ်းသာမှဝမ်းမြောက်တယ်ဆိုရင်အဲ့ဒါကမုရိဒာဗာလဲအစစ်မဟုတ်ဘူးတဲ့ဘာပါနေလဲဆိုတော့လောဘဓာတ်ပါတယ်ဘာဓာတ်ပါလဲကိုမိတ်ဆွေကိုဆွေမျိုးကိုမိသားစုဒါတွေကြွယ်ဝအပြည့်စုံချမ်းသာမှဝမ်းမြောက်တတ်တယ်ဆိုတာကဘာသဘောပါလဲဆိုတော့လောဘရာဂတဏှိတမှုပါကိုဆွေမျိုးတွေချမ်းသာတယ်ဆိုရင်တော့ကိုလည်းပဲဗာလေနည်းနည်းပါးငွေလေးဗာလေချီးလို့ရအောင်နည်းနည်းပါးပါနော်အဲ့ဒါအကူညီလေးပဲဗာလေရမလားကိုမိတ်ဆွေတွေပြည့်စုံချမ်းသာတယ်ဆိုရင်လည်းဗာလေနည်းနည်းအားကိုးရမလားနားလားကိုမိတ်ဆွေတယောက်
ရာရှိကြီးဖြစ်သွားပြီအမေနားလားဌာနဆိုင်ရာမှာကြီးကြီးမားမားကြီးဖြစ်သွားပြီဆိုရင်ဟာငါမိတ်ဆွေတော့ဘာဖြစ်သွားပြီငါဘာလေးသွားပြီးတော့ဘာလေးရှောက်လွာလေးတို့နဲ့သွားပြီပါလေသွားတင်အောင်မှာပဲဆိုရင်အဲ့လိုစိတ်လေးဖြစ်ရင်လည်းဘာဖြစ်လဲလောဘလောဘအတ္တလေးပါအဲ့လိုဟာမုရိဒာပါလေအစစ်မဟုတ်မုရိဒာအစစ်ကဘောင်မရှိဘူးတဲ့အနာတာပါလေအကန့်အသတ်ကိုပါလေဘောင်ကျော်သွားတယ်နာဘောင်ကျော်အဲ့ဒါမှမုရိဒာအစစ်စာရမှာတော့ဘယ်လိုရှိလဲအတိုင်းမသိတော့အတိုင်းအတာပမာဏမရှိတော့ပေါ့နော်ဒုက္ခိတတတ္တဝပညာကိုအောင်ပြည့်တနာခြင်းလက္ခဏာရှိသောသဘောကိုဘာလို့ခေါ်လဲကရုဏာအတိုင်းမသိတော့ဒုက္ခိတတတ္တဝပညာကိုအောင်ပြည့်ဝမ်းမြောက်ခြင်းလက္ခဏာရှိသောသဘောမုရိဒာဒီတရားတွေကိုမြတ်စွာဘုရားဘာလို့ဟောနေရလဲဒီကရုဏာတွေမုရိဒာဘာဖြစ်လဲသူကသူဒုက္ခရောက်တဲ့လူလဲဒုက္ခရောက်ခြင်းရောက်ဒုက္ခရောက်မှာပေါ့ဒုက္ခရောက်တဲ့လူတွေရောက်မှာပဲပြည့်စုံချမ်းသာတယ်လဲပြည့်စုံချမ်းသာဘာလမုရိဒာလိုက်ပွားနေရမှာကိုယ့်ကိုနေမယ်နားလားမုရိဒာတွေပါလိုက်ပွားမနေပါဘူးကရုဏာတွေပါလိုက်ပွားမနေပါဘူးကိုယ့်ကိုပဲနေမယ်နော်မဆိုင်တယ်လို့ပဲနေမယ်ဥပေက္ခလားဥပေက္ခမဆိုင်တယ်လို့နေတာမဟုတ်နော်အဲ့တော့ဘာဖြစ်လို့မြတ်စွာဘုရားဒီစိတ်တွေမွေးခိုင်းနေတာလဲဒီကရုဏာစိတ်တွေမုရိဒာစိတ်တွေပေါ့နော်ဒီစိတ်စေတသိက်တွေဖြစ်ပေါ်အောင်မိတဏ္ဍာမှာဘာလို့မွေးမြူခိုင်းနေသလားဒါလဲဆိုတော့ကရုဏာမဖြစ်ရင်ဘာသွားဖြစ်တတ်လဲဆိုလို့ရှိရင်တနာစရာပုဂ္ဂိုလ်ကိုတနာစိတ်မဝင်တတ်ရင်နိုင်ခြင်းနဲ့နှိမ့်ဆက်ခြင်းတဲ့စိတ်ကပေါ်တတ်တယ်ဟုတ်လားနိုင်ခြင်းနဲ့ဗာလဲနှိမ့်ဆက်ခြင်းတဲ့စိတ်ပေါ်အလကားအတုံးမကြတဲ့ဟာတွေဘာမှလုံးမလုပ်ခြင်းပဲဆင်းရဲမှာပေါ့ဒုက္ခရောက်မှာပေါ့ဒီတဲ့တောင်ပို့ပြီးဒုက္ခရောက်တဲ့သေးတယ်ဒီလိုဆင်းရဲတဲ့လူတွေကိုတနာမနေနဲ့မတနာသင့်ဘူးနော်ဒီလိုနိုင်ခြင်းတဲ့စိတ်တွေဗာလဲနှိမ့်ဆက်ခြင်းတဲ့စိတ်တွေဖြစ်တတ်တယ်လွှမ်းမိုးခြင်းတဲ့စိတ်တွေနော်အဲ့ဒါဖြစ်တယ်အဲ့ဒါကြောင့်မလို့တဏှာစိတ်မဝင်နိုင်ရင်နိုင်ခြင်းတဲ့စိတ်တွေသွားပေါ်တတ်တယ်မကောင်းတဲ့ဘက်မုရိဒာဝမ်းမြောက်မယ်သူတော်ဘာတွေပြည့်စုံချမ်းသာတာကိုဝမ်းမြောက်နိုင်တဲ့စိတ်မဖြစ်ပေါ်လို့ရှိရင်ဘာသွားဖြစ်တတ်လဲဆိုတော့အိတ်တာမစ္စရိယသွားဖြစ်တတ်တယ်ဘာတွေသွားဖြစ်တယ်လဲအိတ်တာမစ္စရိယသွားဖြစ်ဒီစัจကျင်ပဲလေးတွေရေးထားနားလားတချို့ကြတော့လဲတဏှာစိတ်ရှိပါတယ်တချို့လဲတဏှာစိတ်မရှိဘူးဦးဇင်းတို့ဗာလဲဆိုတော့ထားပါတော့လီအကြောင်းအားလျော်စွာဆင်းရဲဒုက္ခရောက်တဲ့အခါကျတော့သူများအိမ်တွေမှာအကူအဖြစ်ဗာလဲလောက်ရတယ်အိမ်ပေါ်တို့ဘာတို့ဗာလဲလောက်ရတယ်ဆင်းရဲနွမ်းပါလို့လာလောက်ရဆင်းရဲနွမ်းပါတဲ့ဆိုတော့သူတို့ကဘာတတ္တဝါဒုက္ခိတတတ္တဝါဒုက္ခိတတတ္တဝါပေါ်မှာဘာဖြစ်ရမှာလဲကရုဏာဖြစ်ရမှာတဏှာမှာသို့တော့မတဏှာတတ်ဘူးလေတချို့ကပူပြီးပါလေနှိပ်စစ်တယ်နိုင်လဲမနိုင်ဘူးလားစကားပြောရင်ရောသူတို့ကောင်းမွန်မဆက်ဆံဘူးဗာလဲကြံ့ကြံ့တန်းတန်းနင်းသီးသီးဗာလဲနင်းနာနာဒီလိုတွေပြောလားမပြောလားကရုဏာတက်ရှိသူနဲ့မရှိသူကွာလားမကွာနော်ကွာတာပေါ့ဗျာတချို့ဆိုနှိပ်ဆက်တာမှဗျာမတရားနှိပ်ဆက်လို့တဲ့ဟိုတော်တော်ကတော့ထိုင်းမှာဗာလဲကရင်မလေးတယောက်မီးဘူးတွေနဲ့ကတ်မီးဘူးထိုးတဲ့ဥစ္စာတွေနဲ့တကူလုံးဗာလဲရှောက်ပြီးတော့ကရာတွေလက်တွေတောင်ကောက်ကွေးကုန်တယ်ဘာတွေနဲ့ဘလို့လို့လည်းမသိဘူးနော်ဒီဟိုတင်းလေကလေးမလေးကရင်မလေးတယောက်လားအဲ့ဒါထိုင်းမှာဗမာပြည်မှာရောမရှိဘူးလားဗမာပြည်မှာတော့တခါတော့တပ်ပလိုက်တာလားမသိဘူးပြတပ်ပြီးတော့လေအဲ့လိုပေါ့နော်ဒါဆိုးတာလည်းပါမပေါ့လေသူတို့မှာအတိတရားကဗာလေနေပါတယ်အတိညာလည်းနေပါအတိတရားလည်းနေပါအကုန်လုံးမှာအစစရာမပြည့်စုံနော်ဒါအဲ့လိုမပြည့်စုံတာလေးတွေကိုကြည့်ပြီးတော့လဲခွင့်လွတ်လို့နော်ဒါသူတို့မှာအတိတရားအားနေတယ်ဆိုနော်ဒါထားမှာတော့ဒီတရားတွေမဖြစ်ပေါ်ရင်ဦးဇင်းတို့ကစန့်ကျင်ပဲဘာတွေသွားဖြစ်လဲဆိုတော့ကရုဏာမဖြစ်ရင်ဒေါသမမာနတွေကလာမယ်ဒီနာမှာရေးထားပါနော်ဒါမုဒိတာမဖြစ်နိုင်ရင်အိတ်တာမစ္စရိယတွေကလာမယ်ဒါပူပြီးတော့နော်ဒါအဲ့တော့ဒါကဗာလေအပ္ပမညာစေတသိက်နှစ်ပါးအဆုံးပိုင်းခြားမရှိတော့တတ္တဝါတို့ကိုအောင်ပြည့်ဖြစ်သောကြောင့်အပ္ပမညာစေတသိက်ကိုခေါ်ပါသည်ပညိန္ဒြေနောက်ဆုံးတစ်ခုပညိန္ဒြေနားလားဗာလေသူကဒီနှလုံးကိုပေါင်းထားတာပေါ့ပညာရဲ့ဣန္ဒြေပ
ပညာလို့တတ်တတ်လေးတော့မလို့ပညာမှာအိန္ဒြေဆိုတဲ့စကားလုံးလေးထည့်တာအိန္ဒြေလို့ထည့်ထားတာကအိန္ဒြေဆိုတာအစိုးရမှုလွှမ်းမိုးနိုင်မှုကြီးကဲမှုကိုဗာလဲအိန္ဒြေလို့ခေါ်တာပညာဆိုတာအရာရာကိုထွင်းဖောက်ပြီးတော့သိနိုင်တဲ့ဉာဏ်ပညာကိုဗာလို့ပညာလို့ခေါ်ဘွဲ့ဒီဂရီတွေရထားတာကပညာရဲ့အထောက်ပံ့ဖြစ်ဘွဲ့ဒီဂရီတွေဗာလဲရတာပညာရဲ့သဘောကတင်ညာတော့ပြောခဲ့တယ်ပညာကိုဘယ်သူကနေအထောက်ပံ့ပေးရလဲဆိုတော့တင်ညာကအထောက်ပံ့ပေးတာလောကမှာလူတွေအတတ်ပညာတွေသင်ကြတယ်သူတစ်ဖြင့်ထားပါတော့ဆေးပညာတွေသင်တယ်ဘယ်ဆေးကဘာယောဂါကိုပျောက်စေတယ်ဘယ်ဆေးတွေကဘာယောဂါကိုပျောက်စေတယ်အနာဒါဒီလိုဆေးတွေကိုသင်ထားပြီးတော့ဆေးကုတယ်ဆေးကုတဲ့အခါမှာဘွဲ့ရတာချင်းတော့အတူတူပဲဟိယောဂါကိုသတ်မှတ်ဖော်ထုတ်တဲ့နေရာယောဂါတွေကိုခံမှန်းတဲ့နေရာလူနာရဲ့အနေထားကိုကြည့်တဲ့နေရာမှာကြတော့ဘာကအဓိကလဲဆိုပညာနော်ဒါဘာစီကဘာပြောက်တယ်ဆိုတာတွေတော့သင်ထားကြတယ်ထားပါတော့နော်ဒါလူနာကိုတွေ့ရုံနဲ့ဘာဖြစ်နိုင်တယ်ဆိုတဲ့ဥစ္စာတွေကဘာလဲအဲ့ဒါကြတော့နည်းနည်းပညာနဲ့ဆိုင်တာနော်ဒါအတွေ့အကြုံနဲ့လည်းဆိုင်တာပေါ့ဗျာနော်အဲ့ဒါတချို့ကြတော့ဘွဲရတာချင်းအတူတူကုသတာချင်းတူလားမတူအဲ့ဒါကြတော့မှဘာကွာသွားလိမ့်ပညာနှိုင်းချိန်နိုင်တဲ့ပညာဆန်းစစ်နိုင်တဲ့ပညာအဲ့ဒီခန့်မှန်းနိုင်တဲ့ဗာလဲပညာတွေကအဲ့ဒါတွေကလူတာအဲ့ဒါကြတော့မှခန့်မှန်းနိုင်တာဗာလဲပညာပေါ့အရာရာကိုစင်အဲ့ဒီခါကျတော့လည်းခက်တယ်ဗျဟိုတနေ့ကလူနာတယောက်ကအဆုတ်ထဲရည်တွေဝင်တာဆုတ်ထဲဝင်ရည်တွေဝင်တော့သူ့မှာကြောတွေလည်းအောက်ဘိုက်တွေလည်းအောက်တယ်ပေါ့ဗျာလူနာကတော့ဒီလောက်ပဲပြောတယ်ဘိုက်တွေအောက်တယ်ကြောတွေအောက်တယ်ဘာတွေအောက်တယ်ဆိုတော့ဘိုက်အောက်တယ်ဆိုတော့ဘေးကလူကလည်းပဲအစာအိမ်ဆရာဝန်နဲ့သွားပြပေါ့ဗျာသူကလည်းပဲအစာအိမ်နဲ့ရင်ကောင်းဆရာဝန်နဲ့သွားပြတော့အစာအိမ်နဲ့ရင်ကောင်းဆရာဝန်ကလည်းမှန်ပြောင်းကြည့်မယ်အဲ့လိုဟိမြန်မှန်ပြောင်းတစ်ခါကြည့်ရင်ဘယ်လောက်ပေးရလဲ9000 8000လောက်လည်းပေးရဒါနဲ့ဗျာဦးဇင်းကတော့ဆရာဝန်တော့မဟုတ်ပါဘူးဒါပေမဲ့အဲ့လူလာတယ်ဗျလာတဲ့အခါကျတော့ဘာဖြစ်လို့လဲဟာရင်ဒီကြောတွေအောက်တယ်တဲ့သူဘာတွေဖြစ်တယ်ဆိုတော့သူချောင်းနေဆိုဟာချောင်းနေလည်းမင်းဆိုးပါလားနားတော်နေပြီချောင်းနေဆိုလို့ရှိရင်တော့အစာအိမ်နဲ့သိမ့်ဖို့ပဲအဆုတ်နဲ့နည်းနည်းဆိုင်နားတော်နေပြီအဲ့ဒါနဲ့မင်းဆိုးနေတာဘယ်လောက်ကြာပြီလဲဖျားနေတာလဲ तू ကကြာပြီပြောတယ်ဟောဖျားနေတာကြာလို့ရှိရင်မင်း TV မြန်လားမသိဘူးဟောဦးဇင်းကလည်းနည်းနည်းပါးပါးကြာဘူးနာဝနဲ့ပေါ့ဗျာ TV မြန်ဖြစ်လားမင်းညနေပိုင်းမှာဖျားတာလားရှောက်မေးတာဦးဇင်းကညနေဆိုရင်ဖျားငွေလေးတွေရှိနေသလားဟောရှောက်မေးကြည့်တာပေါ့အဲ့ဒါဆိုတော့ဟာအဲ့လိုတော့မရှိဘူးဒါပေမဲ့ဖျားနည်းနည်းရက်ရှိနေတယ်အဲ့ဒါဆိုတော့အမှန်ကအဆုတ်ကိုရေပါလဲအဆုတ်ထဲမှာရေတွေရှိနေတာဗျာဟာအဲ့ဒါအစာရင်မှန်ပြောင်းကြည့်မယ်ဆိုတော့ဘယ်နဲ့လဲမှန်ပြောင်းကြည့်ကလည်းပေးအောင်ပဲအဲ့ဒီဥစ္စာကြည့်တာလည်းလူကဘာဖြစ်အောင်လဲခံအောင်ပဲဗျာမဟုတ်တရုတ်တွေလျှောက်ဖြစ်အဲ့ဒါမလွယ်ဘူးဗျာအဲ့ဒါနော်အဲ့ဒါမှန်တော့ဆရာဝန်ရဲ့သဘောကလူနာမြင်လို့ရှိရင်ဘာဆိုတာတဝက်တော့ပြောနိုင်ပြီတဲ့ဂရေမော်တက်ပြီးတော့ဟိုစန်းဒီစန်းနဲ့ဆရာဝန်ကသေချာစမ်းလိုက်ရလို့ရှိရင်ရာခိုင်နှုန်း80သိပြီတဲ့အမေဟုတ်လားမဟုတ်လားသိလားအဲ့လိုသိပြီတဲ့ဗျာအမှန်တကယ်သမားတော့ဆိုရင်20ကတော့စက်ကရိယာတွေရဲ့အကူအညီနဲ့နော်အဲ့ဒါစမ်းသပ်အခုကဆရာဝန်တွေကတော်တော်များများဘာဖြစ်နေလဲဆိုတော့ခုန90ရာခိုင်နှုန်းလဲစိတ်ဝင်စားတော့ဘူးမကြည့်တော့ဘူး80ရာခိုင်နှုန်းလဲတိတ်ပြီးတော့ဟိုတည်းမဖြစ်တော့ဘူးမကြည့်တော့ဘူးလာတာနဲ့ဗာကြည့်နဲ့ရေးပြီးတော့ဘာသွေးသွားစစ်ဘာသွားအကုန်စစ်ခိုင်းတာပဲရှိတယ်ဆရာဝန်ဘာစမ်းသေးလဲဘာမှသိမစမ်းတော့ဘူးနော်မှန်တော့တေချာစမ်းမယ်ဗျခုနပြောလူနာမြင်တာနဲ့ဘာဆိုတာသိပြီတဲ့ဗျအမေ90အတွေ့အကြုံဘာမစမ်းသေးဘူးနော်မြင်ယုံပဲရှိသေးတယ်ဘာဖြစ်နိုင်တဲ့လူနာနောက်တစ်ခါဂရင်မော်တင်ပြီးတော့သူတေချာစမ်းလိုက်ရရင်တော့ဘယ်လောက်တော့သိပြီလဲ80ရာခိုင်နှုန်းလောက်ဒါဆိုမားစရာလူသေးလားမှန်မြောင်းကြီးမှနဲ့အဆုတ်နဲ့ဆိုင်သေးလားအဲ့လောက်ကြီးတွေနော်တော်တော်ခက်တယ်ဒါပဲအဲ့ဒါဘယ်လိုလုပ်မလဲနော်ပတ်စံမရှိပါဘူးဆိုမှပတ်စံလည်းကုန်သေးနောက်ပြီးတော့ဗာလဲလူလည်းမသက်သာသေးတယ်ဆိုတော့ပတ်စံကုန်လူလည်းမသက်သာနော်အဲ့ဒါလည်းပြည့်အဲ့ဒါတော့တော်ခက်သေးနော်အဲ့ဒါတော်ခက်သေး
ထားပါတော့ဗျာအဲ့ဒါကို့မှာဖြစ်ရင်တော့တေချာစဉ်းစားပြီးတော့နော်တေချာအဲ့ဒါဟိုရင်းဖြစ်ရမှာအဲ့ဒါဆရာဝန်တွေကလည်းဘာဆိုလူနာတွေကအများကြီးလက်ခံပြီးတော့လူနာတွေအများကြီးကိုကြည့်တယ်သူတို့ပြောတယ်သတင်းတွေပါတွေထဲမှာဟိုရင်နားထောင်နိုင်ငံတကာမှာတော့တကယ်ဘလောက်နာမည်ကြီးတဲ့ဆရာဝန်ကြီးပဲဖြစ်ဖြစ်တနေ့လူ20ထက်ပိုမကြည့်ဘူးတေးချာချာလေလူ20ထက်ပိုမကြည့်အခုဟာကဟိုဆေးကမ်းမှာလူ100ကျော်ဒီဆေးကမ်းမှာလူ100ကျော်တနေ့တည်း200ကျော်300လောက်ကြည့်နေတော့အဲ့ဆရာဝန်ကြီးလည်းဘယ်နဲ့လဲအာယုံရောက်နိုင်လားမရောက်နိုင်တော့ဘူးဗျအာယုံကောင်းကောင်းမရောက်နိုင်တော့ဘူးဘာလဲဆိုတော့ရင်ဘတ်အရန်သင်းဖွင့်တာ2ချက်နဲ့ထောက်ဖို့ဟိုကလည်းတို့တွေသွေးတွေပါတွေလည်းဘာလဲအကုန်တိုင်းထားဂရင်မောခဏတက်ကိုနဲ့ခောက်ပြီးပြန်ဆင်းတန်းလေး2ချက်လေးနဲ့နည်းနည်းဝတ်တရားကြီးလောက်ပဲလုပ်တယ်နော်လားဝတ်ကြည်တန်းကြီးလောက်ပဲလी2ချက်လေးနဲ့သာထောက်လိုက်လက်လေးနဲ့ကိုခေါက်လိုက်ပြီးပြန်ဆင်းအဲ့ဒါဘေးနာသူနာပြုဆရာမလည်းဆင်းဒီဘက်လာဒီဟိုရင်လှုပ်ဆိုပြီးတော့ဆက်ရုပ်လို့လှုပ်သွားရတယ်ဘာမှဟမ်လူနာကလေအဲ့မှာလူနာနည်းနည်းပါးပါးဆရာဝန်ကိုပြောချင်ဆိုချင်တာလေးရှိလို့ရှိရင်လည်းပဲမရဘူးသူတို့ကဘာလဲဆိုတော့နောက်တစ်ယောက်ကဘာလဲခေါ်ထားပြီဆိုတဲ့ခါကျဆရာမဒီဘက်လာအတင်းစာအုပ်ကိုအတင်းယူသွားအဲ့လိုပြတော့မလွယ်ဘူးเนาะအကျမ်းမာရေးကိစ္စကလည်းပဲအဲ့ဒါကဲထားပါတော့ဘာလဲဆိုတော့တကယ်ဉာဏ်ပညာဘယ်ကြမှာလာလဲဆိုတော့အဲ့လိုစမ်းသပ်တာတို့เนาะအဲ့ဒါရှာဖွေတာတို့ခံမှန်းတာတို့အဲ့ဒါတချို့အထူးကူကြီးဆိုပြီးတော့လဲလွဲရိုးဆရာဝန်လေးဖြစ်ပေမဲ့လည်းဗာလဲမှန်တယ်နော်ဒါတို့ခံမှန်းတာအဲ့ဒါကတော့အဲ့လိုခံမှန်းနိုင်တဲ့ဥစ္စာကတော့ပညာသဘောတည်းပါမှာပေါ့ဗျာနော်နောက်တစ်ခုကပညာကတော့အများကြီးအစဉ်စဉ်ရှိသွားတယ်လောကီပညာတွေလည်းရှိတယ်လောကုတ္တရာပညာတွေလည်းရှိတယ်လောကုတ္တရာပညာဆိုတော့အစစ်မြင့်သွားတော့နော်ဒါအဲ့တော့ပညာဆိုတာကတော့အရာရာကိုခွဲခြမ်းစိတ်ဖြာပြီးသိနိုင်တဲ့သဘောကိုဘာလို့ခေါ်လဲပညာလို့ခေါ်တယ်ထိုးထွင်းပြီးတော့သိတယ်လို့လည်းပြောတယ်လောကမှာလူတွေကတခါလေကြာရှိဉာဏ်ပညာရှိသူမရှိသူကကွာတယ်တချို့ကသူများဒီတိုင်းပြောရင်ဒီတိုင်းပဲမှတ်လိုက်ပြီဒီတိုင်းပဲခံယူတာပဲမှတ်ယူတာပဲသူများပါဇက်မှာလမ်းဆုံးတယ်လို့ပြောတယ်နော်ချို့ကြတော့မဟုတ်ဘာပြောလိုက်တယ်ဆိုရင်အဲ့ဒါကိုဗာလေဒိဗေရှိတယ်မရှိဘူးတဘာဝကြာဤမကြာဤနားတာဟုတ်လောက်ဤမဟုတ်လောက်ဤဗာလေကိုညံတယ်ကိုစဉ်းစားပြီးတော့မှယုံနေဟုတ်တယ်မလားအဲ့တော့သူများပါဇက်မှာလမ်းဆုံးတဲ့လူကများလားကိုညံတဲ့ကိုယုံတဲ့လူကများလမ်းဆုံးတဲ့လူကများနော်သူများပြောလိုက်ရင်ယုံတာပဲနားတာပဲအဲ့လိုလူကတော့ဗာလဲဆိုများအလိန်ခံရတာပေါ့သူများပါဇက်မှာလမ်းဆိုကိုညံတဲ့ကိုအရာရာမှာဗာလဲဝေဖန်တတ်တာနော်ဝေဖန်တတ်တာအဲ့ဒီလူကဟိုမှာဘာလို့ခေါ်လဲပညာလို့ခေါ်တာပေါ့ထိုးထွင်းပြီးတော့ဒီသူများပြောတဲ့အပေါ်မှာတချို့ကရှားပြားလေးနဲ့ပြောသွားတယ်တချို့ကြားတယ်မလားရှားပြားလေးနဲ့ပြောသွားတယ်ဆိုတာအဲ့ဒီအပေါ်မှာရှားပြားလေးကနေဦးဇင်းတို့ကဘယ်ထဲကိုလိုက်ရှားရင်းကိုလိုက်သွားနော်အဲ့လိုပေါ့နော်ဒါပါဇက်လေးကချူလေးကဘာပြောသွားတယ်အတွင်းကဘာအမေတချို့ကသိတယ်မလားဒါဆိုရင်တော့တော်တော်ဉာဏ်ပညာရှိမဆိုးပေါ့အဲ့ပညာလည်းပဲပညာဆိုတာအရာရာမှာနှိုင်းချိန်ထိုးထွင်းသိနိုင်တဲ့သဘောမှာဘာလို့ခေါ်လဲပညာဘွဲဒီဂရီတွေကဘာလဲသင်ညာပဲမှတ်ထားတဲ့ဥစ္စာတွေသိတာနော်ကဲဒါဆိုရင်ပညာရဲ့သဘောကတော့အလေးနဲ့လောကီပညာအမျိုးလောကုတ္တရာပညာတွေအထိအောင်မက်ပညာနောက်ဆုံးဘာလဲဖို့ပညာတွေတိုင်အောင်အဆင့်သွားတာပေါ့ဗျာလောလောဆယ်တော့ပညာဟာအရာရာကိုနှိုင်းချိန်ထိုးထွင်းသိတတ်တဲ့သဘောကိုဘာလို့ခေါ်လဲဆိုရင်ပညာအထူးထူးအပြားပြားသိခြင်း၌အသေးစိတ်သိတယ်လို့ပြောတယ်။ဘာသိလဲအသေးစိတ်သိအနှံ့အဆက်သိတယ်လို့လည်းခေါ်တယ်ပညာ။အဲ့ဒါကဦးဇင်းတို့တနေ့ကသောပနတာဒါရဏစရတိတ်က19ပါဝိရဒိစရတိတ်က3ပါ22ပါအပ္ပမညာစရတိတ်က2ပါပညိန္ဒရီစရတိတ်က1ပါပေါင်းလိုက်တော့ဘယ်လောက်ရလဲအဲ့ဒါကသောပနစေတသိက်25ပါသောပနဆိုတော့တင့်တယ်ကောင်းမြတ်တဲ့စေတသိက်ဒီပါတဲ့ဘာစေတသိက်ဒီလဲတင့်တယ်ကောင်းမြတ်တဲ့စေတသိက်စီဆိုတော့ကုသိုလ်စေတသိက်ဒီပေါ့ဗျာကောင်းတဲ့စေတသိက်ဒီပေါ့အဲ့တော့ဦးဇင်းတို့သင်ခဲ့ပြီးသမျှအကုသိုလ်တွေကမကောင်းတာကုသိုလ်တွေကဘာလဲကောင်းတာအကုသိုလ်နဲ့ကုသိုလ်ဆိုတာကတော့ဆန့်ကျင်ဘက်ပေါ့ဗျာ
အာကုသိုလ်တွေကမကောင်းကုသိုလ်ကကောင်းအဲ့တော့အာကုသိုလ်ကအမဲအသင်းခေါ်တာပေါ့ကုသိုလ်ကတော့ဗာလဲအဖြူအသင်းပေါ့အော်ဟိုအတိပိဋကရောဆရာတော်ကြီးကတော့အမဲသူကအဲ့ဒါကိုအာကုသိုလ်တွေကဘောလုံးအသင်း2သင်းတဲ့အာကုသိုလ်တွေကအမဲအသင်းအမဲရောင်ဝတ်ထားကုသိုလ်အသင်းကသောပနတွေကတော့ဗာလဲအဖြူအသင်းဘောလုံးအသင်း2သင်းကစားတယ်ဘယ်အသင်းကနိုင်အဖြူအသင်းက25ရောက်တော့ဟိုက14ရောက်တယ်အမဲအသင်းကဗာလဲ14ရောက်တယ်ဗျဖះကလည်းမစိုးပါဘူးဗျသောပနတွေကဘယ်လောက်တော့ဟောတာ25ပါးတော့အာကုသိုလ်ကဘယ်လောက်လဲ14ရောက်ဆိုတော့ပုံမှန်ကစားရင်တော့ဘယ်သူကပဲနိုင်မှာဘယ်သူကပဲနိုင်မှာအဖြူသင်းရပဲเนาะအဲ့ဒါသောပနပဲနိုင်မှာဒါပေမဲ့ဘယ်သူကအခုကနိုင်နေလေတတ္တဝါတွေမှာပေါ့เนาะအဲ့ဒါတတ္တဝါတွေမှာဘယ်သူတွေကပဲဘယ်တရားတွေကပူလွှမ်းမိုးနေဆိုအာကုသိုလ်တရားတွေကလွှမ်းမိုးအမဲသင်းကကြီးနိုင်နေဘယ်အသင်းကပဲဂိုးသွင်းခံနေရဟုတ်တယ်နော်အဲ့ဒါအဖြူသင်းရကြီးကဂိုးသွင်းခံနေရလူအယောက်ကြီးလည်းများရတာနဲ့ဘာလို့မနိုင်ကောင်းတဲ့ဘက်မှာဝိရိယတွေနေတယ်ဟုတ်လားကောင်းတဲ့ဘက်မှာတတ္တာတရားတွေလည်းဗာလဲနေတယ်ကောင်းတဲ့ဘက်ကပညာတွေဗာလဲနေတယ်ကောင်းတဲ့ဘက်ကသန္တာတွေဗာလဲနေတယ်ကောင်းတဲ့ဘက်မှာဖြစ်ချင်တဲ့သန္တာဝိရိယစိတ်ဓာတ်ဝိမာန်ဓာတ်တွေဗာလဲအာနေတယ်အာနေတဲ့ခါကျတော့ဘယ်သူအကြီးနိုင်နေတယ်အမဲသိန်းအကြီးအာကုသူရိယာကြီးပဲနိုင်နေတာဗျာနားလားတကယ်တမ်းဗာလဲဆိုတော့စိတ်ပါလက်ပါနဲ့နားလားနိုင်ရင်တဲ့သန္တာနိုင်ရင်တဲ့စိတ်နိုင်ရင်တဲ့ဗာလဲဝိရိယနိုင်ရင်တဲ့ပညာတတ်တွေနဲ့သာတကယ်ကံလို့ရှိရင်ဘယ်သူကပဲနိုင်မှာဖြူကပဲနိုင်တော့ဒါကြောင့်မလို့အကုသိုလ်တော့အဓမ္မပြောပါတော့ဗျာကုသိုလ်တော့ဗာလဲဓမ္မအကုသိုလ်အဓမ္မဆိုတာကတော့မတရားတာပေါ့ဓမ္မကဗာလဲတရားဓမ္မနဲ့အဓမ္မပြိုင်လို့ရှိရင်တော့နောက်ဆုံးတော့ဘယ်သူကနိုင်ရလဲဆိုတော့ဓမ္မနိုင်တာကြီးပဲတဲ့ဓမ္မ25ဦးတောင်ရှိတယ်သောဗနာအဓမ္မဆိုတဲ့ဗာလဲအကုသိုလ်က14ပဲရှိတယ်ရှုံးနေတာဘာကြောင့်ရှုံးရတယ်လဲကောင်းတာတွေကိုလှုပ်ချင်တဲ့သန္တာစိတ်ဝိရိယဝိမာန်တပညာတတ်တွေအားနည်းလို့သာဗာလဲရှုံးနေရတာတဲ့အဲ့တော့ဘုရားလောင်းအရိယာသူတော်ကောင်းတွေရှိသူတော်ကောင်းတွေကတော့ဝိရိယမှန်မှန်ဟုတ်လားနော်အဲ့ဒါတတ္တတရားလဲထက်ထက်တန်တန်စိတ်ဆန္ဒတွေကလည်းဗာလဲတက်တက်ကြွကြွနဲ့ပညာတတ်တွေလည်းအားကောင်းပြီးတော့ကြိုးစားလိုက်တော့တကယ်အရိယာသူတော်ကောင်းတွေဖြစ်ကိုဗာလဲတဖြည်းဖြည်းအဆင့်မြင့်ရောက်သွားတာတဲ့နော်လားအဲ့လိုမကြိုးစားသေးတဲ့အတွက်သာဗာလဲမရောက်ဖဲဖြစ်နေတာအဲ့တော့အာကုသိုလ်နဲ့အာကုသိုလ်တရားတွေနဲ့တင့်တယ်တဲ့သောပနတရားတွေရှင်ပြီးတော့ဗာလဲမှတ်ထားရမယ်တဲ့သူဟာနဲ့သူဆန့်ကျင်ဘက်တွေခုနအိတ်တာမစ္စရိယသည်အာကုသိုလ်တွေထဲမှာလည်းပဲသူဟာနဲ့သူဆန့်ကျင်ဘက်ဆန့်ကျင်ဘက်လေးတွေနည်းနည်းမှတ်ထားရတာပေါ့ဗျာပြီးခဲ့တဲ့အပတ်ကသောပနတာရဏစေတသိက်ထဲမှာပတ္တတိဆိုတာဗာလဲငြိမ်းအေးပတ္တတိဆိုတာဗာလဲငြိမ်းအေးပတ္တတိနဲ့ဆန့်ကျင်ဘက်မငြိမ်းအေးတဲ့အာကုသိုလ်တရားတွေဘယ်လိုရှိလဲဘယ်သူလဲမြန်ပဲဘုန်းကြီးရေးပြလိုက်ပါတော့မှာနော်ဥဒိစ္စဆိုတာဗာလဲပြန့်လွင့်တယ်မငြိမ်းအေးဘူးပေါ့နော်အဲ့ဒါဥဒိစ္စဆိုတာပြန့်လွင့်ပတ္တတိရတာဗာလဲငြိမ်းအေးလဟုတာဆိုတာဗာလဲပေါ်ပါလဟုတာဆိုတာဗာလဲပေါ်ပါတယ်လေးလံတဲ့စိတ်တွေကဗာလဲထိနာမိတ်တာအဲ့ဒါကြီးနည်းနည်းလေးဗာလဲဆိုတော့မှတ်ထားရတာဗောနော်ဗာလဲထိနာတို့မိတ်တာနောက်တစ်ခါမုဒုဒဆိုတာဗာလဲနူးညံ့မုဒုဒကနူးညံ့နဲ့ခက်ထန်တာတွေကဗာလဲခက်ထန်တာတွေကဗာလဲဆိုတော့ဒိဋ္ဌိတို့မာနတို့ဘယ်သူလဲမာနတို့ဒိဋ္ဌိတို့ကဗာလဲခက်ထန်နေနောက်တစ်ခါဗာလဲဆိုတော့ကမ္မညတာဆိုတာဗာလဲအမှု၌ခံကြမ်းတာကိုဗာလို့ခေါ်လဲကမ္မညတာဆိုတာကအလေလက်သဘောကိုပြောတာပေါ့ကုသိုလ်ဖြစ်ဖို့အယံသင့်ဖြစ်နေတာကိုဗာလို့ခေါ်လဲဆိုတော့ကမ္မညတာကမ္မညတာသူကဘာနဲ့ဆန့်ကျင်ပဲကြလဲဆိုတော့ကာမိသန္တာဆိုတာဗာလဲလောဘတရားတွေဖြစ်နေကုသိုလ်တရားမလာဘူးကုသိုလ်တရားဗာလဲမလာဘူးလောဘတရားတွေ
ရာဂတရားတွေအားကြီးပါဂုံညတာဆိုတာကကောင်းတဲ့ဘက်မှာအလေးအကျင့်များဘာများတယ်လဲကောင်းတဲ့ဘက်မှာအလေးအကျင့်များကောင်းတဲ့ဘက်မှာအလေးအကျင့်များတဲ့လူဟာကောင်းဖို့ရပါလဲလွယ်ကူတယ်ကုသိုလ်ပြုနေကြလူဟာကုသိုလ်ပြုဖို့ပါလဲမခဲရင်ဖျားရှိခိုးနေကြလူဟာဖျားရှိခိုးဖို့ပါလဲအလိုလိုဟောဒီဘာလဲဆိုလွယ်လွယ်ကူကူနဲ့ဖြစ်တယ်ဖျားရှိခိုးနေကြမဟုတ်တဲ့လူဟာဖျားရှိခိုးပါဆိုဘာခိုးကမလည်းမသိဘာမှလည်းမရနဲ့ဆိုတော့အဲ့ဒါဟောဒီဖြစ်ပြီးတော့မလွယ်ကူတဲ့သဘောပေါ့နော်အဲ့လိုလွယ်ကူတဲ့သဘောအလေးအကျင့်များနေတာကပါဂုံညတာအလေးအကျင့်မရှိတာကတတ္ထာရဲ့စံကျင်ပဲသူကဘာလဲဆိုတော့အတ္တတိယတရားတရားမရှိတာဘာမရှိတာလဲတရားတရားမရှိတာတရားတရားမရှိရင်ကုသိုလ်ဖြစ်ဖို့မလွယ်တော့နော်ကုသိုလ်တရားတွေဆိုတာယရဏသုံးပါးပေါ်မှာလည်းယုံကြည်တယ်ကံကံအကျိုးတရားတွေကိုလည်းဘာလဲယုံကြည်တယ်မိဂုံဖဂုံဆရာသမားတွေရဲ့ဂုံလည်းဘာလဲယုံကြည်တယ်ယုံကြည်တဲ့အတွက်ကုသိုလ်ကဖြစ်မယုံကြည်ရင်ကုသိုလ်မဖြစ်မိဟိုဖဟိုတွေကိုကျွေးမွေးပြုစုစောက်ရှောက်ရတာဟာဒုက္ခများပါတယ်ဗျာဆိုပြီးတော့နော်အဲ့ဒါသူတို့လည်းသူတို့ဘဝနဲ့သူတို့နေကိုလည်းကိုယ့်အကိုပါလဲကိုယ့်အကိုတော့မနဲ့ရှာစားနေရတာမေဖေးတွေပါလဲသိမကြည့်နိုင်ပါဘူးဆိုရင်ဘာတရားအားနေတော့တတ္တာတရားအားနေတာဟာမိဘတွေကိုနော်အဲ့ဒါကျွေးမွေးစောက်ရှောက်ခြင်းဟာကုံတော့ကုံတယ်ဒါပေမဲ့ကုံတာမဟုတ်ဘူးတဲ့မိဘဆိုတဲ့ကုသိုလ်ဗန္တိုက်မှာမြုပ်တာဘယ်မှာမြုပ်တာလဲမိဘဆိုတဲ့ကုသိုလ်ဗန္တိုက်မှာမြုပ်တာကုံသွားတာမဟုတ်ဘူးအမေပေးလိုက်ရလို့တသိန်းကုံသွားတယ်9000ကုံသွားအမေကိုစေကူလိုက်ရလို့ဗာလဲဘလောက်ကုံသွားတယ်အဲ့ဒါကုံတာမဟုတ်ဘူးတဲ့အမေဒီဟူသောကုသိုလ်ဗန္တိုက်မှာဗာလဲမြုပ်နှံသူမိသိမ်းစီးတာလောကမှာလူတွေကဗန်မှာပတ်စံနေသွားအလားမအလားပတ်စံနေအိုရှင်လို့ရှိရင်ဗန်မှာသွားတယ်ဗန်သွားတော့ထားပါတော့ဗျာ350တရားသွားဆာလာအေးကြီးနဲ့သွားတော့ဗန်ကိုပတ်စံတုတ်ကြီးပေးလိုက်ရလားမပေးလိုက်လားပေးလိုက်ရပြီမနှမျောလားဘာလို့မနှမျောလဲဆိုတော့ဗန်မှာအတ္တဟာအတိုးလဲရမယ်အချိန်မရွေးပြန်ထုတ်လို့ရတယ်အဲ့လိုယုံကြည်ချက်ရှိတော့ကိုယ်ပတ်စံနေဆာလာအေးကြီးနဲ့ထုတ်ပေးလိုက်ရတာဗာလေနှမျောတော့အမေဖေကိုပြုစုလို့ကြွေးတာလေအမေဒီဟူသောကုသိုလ်ဗန္တိုက်မှာဗာလဲတိမ့်ထားတာကုံသွားတာမဟုတ်ဘူးအဲ့လိုယုံကြည်ချက်တတ်တာအဲ့တတ်တာရှိမှဗာလဲကုသိုလ်ဟာဖြစ်တယ်အဲ့တတ်တာမရှိရင်ကုသိုလ်မဖြစ်ဘူးအဲ့ဒါလှူတယ်ဆိုတာကုံတာပဲလို့ဒီလိုယုံစရင်မလှူဖြစ်တော့ဘူးလीလှူတာကုံတာပဲပုံညာပြီးကုံနာတာရှိတာပဲနော်ပုံညာဆိုကောင်းမှုအဲ့လိုမဟုတ်ဘဲနဲ့လှူတာဟာယူတာပါပဲဒီလိုပြောတယ်ဘာလဲလှူတာဟာယူတာပါပဲဒီလိုရေးတယ်အားလေအဲ့ဒါလှူတာဟာယူတာပါပဲဘာတွေယူတယ်လဲကုသိုလ်တွေယူနောက်ပြီးတော့အတိုးတွေလည်းရအောင်ပဲကုသိုလ်ဗန္တိုက်အမေဒီဟူသောဗန္တိုက်အဖေဒီဟူသောဗန္တိုက်ဟန်နော်ဒီဥစ္စာရှိတယ်အဖေနဲ့ပတ်သက်တာပြုတော့အဖေဒီဟူသောဗန္တိုက်အဲ့ကုသိုလ်ဗန္တိုက်ကလောကဗန္တိုက်တရားမှာမှတ်ပုံနေလက်မှတ်တွေဘာတွေညာတွေကပ်ပြလိုသေးတယ်ကုသိုလ်ဗန္တိုက်ကမလိုဘူးကုသိုလ်ဗန္တိုက်မှာသာများများအထားတဲ့တည်သွားတဲ့အခါကျတော့ကုသိုလ်ဗန္တိုက်ရဲ့ဟလာဘန်အော်ဖစ်ဆာကဘန်အော်ဖစ်ဆာအလိုအလျောက်တည်တယ်ဟာဒီလူတည်တော့မယ်တဲ့ကုသိုလ်ဗန္မှာရှိတယ်ဟာဒီလူကတော့ကုသိုလ်တွေရှိတဲ့အတွက်ကြောင့်မလို့ချမ်းသာတဲ့လူစီမှာတော့ဝင်စားဒါဘယ်သူကနေပြီးတော့လှုပ်ပေးလိုက်တာလေဘန်အော်ဖစ်ဆာလှုပ်ပြီးနားတာကုသိုလ်ဘန်အော်ဖစ်ဆာကနေပြီးတော့သွားပြီးတော့တင်ပြနေစရာလိုသေးလားစာရွက်နဲ့လည်းသွားတင်ပြကျွန်တော်အထာတာဘယ်လောက်ရှိပါလဲဗျာဘယ်လောက်ပေးပါလို့မလိုဘူးအလိုအလျောက်ကိုပါလေအလိုအလျောက်ပါနေတဲ့ဆက်သွယ်ထားလိုက်လေအင်တာနက်တွေရောကွန်ပျူတာတွေရောအီးမေးလ်တွေရော Facebook တွေရောနားတာအကုန်လုံးဆက်သွယ်ထားပြီးသားဒီလူသေးတော့မှဆိုတာနဲ့ဘာသိပြီးသားလဲကုသိုလ်ဘန်အော်ဖစ်ဆာသိပြီးသားအဲ့ဒါဘာမှမပူနဲ့လက်မှတ်လည်းထိုးစရာမလိုမှတ်ပုံနေလဲပြစရာမလိုသူကထုတ်ပြီးသားသွားနတ်ပြည်နတ်ပြည်အတွက်လည်းသူကလက်မှတ်ဝယ်ပြီးသားလက်မှတ်ဝယ်ပြီးတော့ဘာနဲ့ပို့လိုက်လဲသူကအီးမေးလ်နဲ့ပို့လိုက်နော်အဲ့ဒါ Facebook နဲ့ပို့ပြီးသားပဲဘာ
ဘာမှမလို့ကုသိုလ်ပံအဲ့လိုယုံကြည်လို့ရှိရင်လှူတာဟာဘာလဲဟုတ်တယ်နော်လှူတာဟာဘာလဲယူတာပါပဲအဲ့လိုသိရင်မနှမျောတော့နောက်တစ်ခုပါရှိသေးတယ်လေဒါဆန့်ကျင်ဘက်လေးတွေမှတ်ထားမယ်တဲ့နောက်ကဥစုကဆိုတာဘာလဲဖြောင့်မှတ်ဖြောင့်မှတ်တာဆိုတော့အကုသိုလ်ထဲမှာမဖြောင့်မှတ်တာတွေရှိတယ်ဗျာမာယာတို့တာထီယတို့ဘာတွေလဲတဲ့မာယာတို့တာထီယတို့ဆိုတာရှိတယ်မဖြောင့်မှတ်ဘူးနော်မဖြောင့်မှတ်ဘူးခုနတော့မုရိတာရဲ့ဆန့်ကျင်ဘက်ဘာတွေရှိလဲအိတ်တာမစ္စရိယတွေရှိတယ်ဟောဒါတွေလည်းမှတ်ထားအိတ်တာမစ္စရိယကရုဏာရဲ့ဆန့်ကျင်ဘက်ကဘာတွေရှိမလဲဘာလဲဒေါသတို့သူလည်းပဲမာနတို့ရှိတာပေါ့အဲ့တရားတွေလွန်မိုးလားနားဒေါသတို့မာနတို့ဒါကုသိုလ်နဲ့အကုသိုလ်ကတော့ကုသိုလ်မဖြစ်ရင်အကုသိုလ်ဖြစ်မယ်အကုသိုလ်မဖြစ်ရင်ကုသိုလ်ဖြစ်မယ်မြတ်စွာဘုရားကတော့ဒီလိုဟိုရင်းနဲ့ပေါ့ဆန့်ကျင်ဘက်เนาะအဲ့ဒါရှိတယ်ပတ္တတိရဲ့သဘောကျန်တာတွေလည်းအများကြီးပေါ့ဗျာမောဟနဲ့ဘာနဲ့ဆန့်ကျင်ဘက်ဖြစ်မလဲပညာအကုသိုလ်တွေကဘာနဲ့လဲမောဟနဲ့ပညာဣန္ဒြေပေါ့เนาะပညာကိုအမောဟလို့လည်းခေါ်တာပေါ့အဲ့တော့ဦးဇင်းတို့ကအမောဟဆိုတဲ့ပညာအဲ့လိုစန့်ကျင်ဘက်လေးတွေနဲ့တွဲသိထားတော့ကောင်းတာပေါ့ဗျာ positive ဘာလဲဆိုတော့ opposite side နားလားsynonym တို့ antonym တို့နားလားစန့်ကျင်ဘက်လေးတွေနဲ့တွဲမှတ်ထားတဲ့အခါကျတော့ပို့ပြီးတော့ထင်ပေါ်တာပေါ့ကဲဒီလိုလေးလည်းမှတ်ထားမယ်တဲ့ကျန်တာတွေလည်းအများကြီးရှိသေးတယ်ပေါ့ဗျာနော်အများကြီးရှိပါသေးအဲ့တော့စေတသိက်က3အုပ်စုရှိတယ်2မျိုးဆိုင်အညတမန်စေတသိက်က73ပါအာဟုတုစေတသိက်က14ပါနော်အာဟုတုစေတသိက်က14ပါသောပနစေတသိက်က25ပါသောပနထဲမှာဦးဇင်းတို့ကဘာဒီပါလာလဲဆိုတော့တဲ့သောပနသာဓာရဏစေတသိက်က19ပါဝိရဒိစေတသိက်က3ပါအပ္ပမညာစေတသိက်က2ပါပညိန္ဒြေစေတသိက်က1ပါပေါင်း25ပါအဲ့တော့အမငယ်နဲ့နော်ကုသိုလ်နဲ့သောအကုသိုလ်နဲ့အကုသိုလ်စေတသိက်နဲ့သောပနစေတသိက်ဘေးကများတယ်လူများရဲ့သားနဲ့ရှုံးနေတယ်ဆိုတာတော့မကောင်းဘယ်နဲ့လဲလူလဲများသေးရှုံးလဲရှုံးသေးဆိုရင်တော့အဲ့ဒါတော့ဘယ်သူတွေညံ့နားလားအကောင်းဘက်ကမရောက်သေးဘူးဆိုတာတော့ဘယ်သူညံ့နေတယ်လဲဆိုတော့မိဘတွေကလည်းချမ်းသာရဲ့သားနဲ့ကျောင်းဒီမှာလည်းပညာကောင်းတွေပါလဲသင်ပေးရဲ့သားနဲ့ပညာလဲပါလဲမတက်ဘူးဆိုရင်တော့ဘယ်သူညံ့လဲအခုလူတိုင်းအတွက်ကဘာစေတသိက်ကများလားတတ္တဝါတိုင်းအတွက်ကမြတ်စွာဘုရားဗာလဲသောပနစေတသိက်တရားများတယ်အကုသိုလ်စေတသိက်က14ပါတယ်နေတယ်တကယ်တမ်းအကောင်းဘက်ကိုသွားရင်ဘယ်သူကပဲနိုင်မလဲဟုတ်တယ်နော်တစ်ချိန်ကျရင်ဒါကြောင့်မလို့နောက်ဆုံးတော့အရိယာသူတော်ကောင်းတွေအဖြစ်တဆင့်တက်သွားပြီးတော့ကျွတ်တန်းဝင်သွားတယ်ဆိုတာကဘယ်ကိုရောက်သွားတာလဲအကောင်းဘက်ကိုရောက်သွားတာနောက်အကုသိုလ်နဲ့ကုသိုလ်မှာအကုသိုလ်ကအပေခံတဲ့တရားကုသိုလ်ကပယ်တတ်တဲ့တရားနတ်ပယ်တတ်တရားဆိုတော့အကုသိုလ်ကနေကုသိုလ်ကိုလာပယ်တယ်လို့တော့မရှိဘူးတဲ့ဒါကြောင့်မလို့တစ်ချိန်မှာတော့အကောင်းဘက်ကိုဗာလေရောက်သွားပြီးတော့မြင့်မြတ်တဲ့အရိယာပုဂ္ဂိုလ်တွေအဖြစ်တဆင့်ဗာလေတက်သွားနိုင်တာတဲ့နောက်ဆုံးတစ်နေ့ကျတော့နိုင်သွားလောဘကိုလည်းနိုင်သွားရှိရသူတော်ကောင်းတွေပေါ့ဗျာမဟာဇနကမင်းကြီးတို့ထားပါတော့မောင်မမိတ်တန်ချွေရန်သင်္ပေးနေရလဲအများကြီးဘယင်းပေါ့ဗျာရွှေတွင်းငွေတွင်းပရင်ဒုဋ္ဌယရနာတွေကလည်းဗာလဲများစွာစင်တက်မြင့်တက်ယထာတက်ကြီးတွေဆိုတဲ့ဗာလဲစစ်အင်အားတွေကလည်းများစွာအဲ့ဒါဘာအာယုန်လဲဆိုတော့လောဘရဲ့အာယုန်ဤတဲ့ဘာရဲ့အာယုန်လဲနော်လောဘရဲ့အာယုန်ဤရွှေနန်းပြတ်သက်စိန်နန်းပြတ်သက်ဒါထားပါတော့လေအဲ့ဒါတွေကလည်းဗာလေနော်အဲ့ဒါစွလွတ်မိုးချင်နေနဲ့အထွတ်တက်ထားတဲ့အိမ်တွေကလည်းဗာလဲနန်းတော်ကြီးတွေကလည်းပဲနော်အဲ့ဒါစိန်စီချေထားတဲ့အဆောက်အဦကြီးတွေကလည်းဗာလဲများစွာအဲ့ဒါဘာအာယုန်လဲဆိုတော့လောဘရဲ့အာယုန်ဤဘာရဲ့အာယုန်လဲအဲ့လောဘရဲ့အာယုန်ဤဘလောက်ပင်များတဲ့တနေ့ကျတော့အာလောဘဓာတ်ဆိုတဲ့
အလောဘဓာတ်ကုသိုလ်ဓာတ်ကပေါ်လာတဲ့အခါကျတော့အဲ့ဒီမောင်မမိတ်တန်ချွေရန်သင်းပင်းတွေကိုလည်းအကုန်လုံးဗာလဲစွန့်ရွှေရင်းငွေရင်းပင်ရင်ဒုဋ္ဌယရနာမျိုးမျိုးတွေကိုလည်းဗာလဲအကုန်လုံးစွန့်ထီးမွေနမ်းမွေကြံငန်းမွေတွေလည်းဗာလဲအကုန်လုံးစွန့်ပရိက္ခရာ၈ပါးတပိတ်တလုံးသုံးတယ်သောသင်္ကန်းနဲ့တောထွက်သွားနိုင်တယ်ဆိုတာဘယ်သူ့ကိုနိုင်သွားတာလောဘကိုနိုင်သွားတာဘယ်သူ့ကိုနိုင်သွားတာလဲအခုဘယ်လောက်နိုင်ပြီလဲရိတ်သားလေးတောင်9ရက်မသွားနိုင်မနိုင်သေးဘူးပေါ့နော်အဲ့ဒါကခုနလိုပေါ့နိုင်ကျင်တဲ့စိတ်မရှိသေးဘူးအကုသိုလ်တွေကိုနိုင်ကျင်တဲ့စိတ်ပါလဲမရှိသေးဘူးရှိတယ်လို့ပြောရင်လည်းနည်းနည်းလေးပဲရှိအောင်နိုင်ကျင်တဲ့ဆန္ဒရောရှိတယ်ဘယ်လောက်ပဲရှိသေးလဲနည်းနည်းလေးပဲရှိသေးကဲဒါဆိုတော့စေတသိက်ဒီနော်ဒီမှာပဲတခန့်ရအောင်ပေါ့နော်စေတသိက်52မျိုးရှိပါတယ်နော်ဒါစေတသိက်52မျိုးရှိတယ်ကဲနောက်တစ်ခါပါသွားမလဲဆိုတော့ဦးဇင်းတို့ကစိတ်က89ပါးရှိတယ်စေတသိက်တွေက52ပါးရှိတယ်အဲ့တော့အဲ့ဒီစိတ်တွေနဲ့စေတသိက်တွေကိုဦးဇင်းတို့ကပြန်ပြီးတော့တွဲရစိတ်တွေနဲ့စေတသိက်တွဲမယ်ဆိုတဲ့အခါကျတော့စိတ်တွေလည်းသိထားပြီစေတသိက်တွေလည်းသိထားပြီဘယ်စိတ်တွေနဲ့ဘယ်စေတသိက်တွေတွဲမလဲဘာလဲဘယ်စိတ်တွေနဲ့ဘယ်စေတသိက်တွေတွဲမှာလဲသူဆိုင်ရာစိတ်နဲ့ဆိုင်ရာဘာလဲစေတသိက်တွဲရမှာပဲထင်ရှားတာပြောရင်တော့ဗျာတဲ့အာကုသိုလ်စေတသိက်ဟာဘယ်စိတ်နဲ့ပဲတွဲမလဲအာကုသိုလ်စေတသိက်ဆိုရင်အာကုသိုလ်စိတ်နဲ့ပဲတွဲမယ်ဒါလောက်ရှင်းတဲ့ကိစ္စရှိပါအောင်မလားနော်အာကုသိုလ်စေတသိက်ဖြစ်တဲ့အတွက်အာကုသိုလ်စိတ်နဲ့ပဲတွဲမယ်ခြားစိတ်နဲ့ပါလဲသူမတွဲနိုင်ဟောနောက်တစ်ခါမဟာကုသိုလ်စိတ်ဆိုရင်ဘယ်စေတသိက်နဲ့တွဲရသောပနစေတသိက်တွေနဲ့တွဲမယ်ဟောနောက်တစ်ခါအကြမ်းမြင့်ပေါ့ကောင်းတဲ့စိတ်တွေဟာကောင်းတဲ့စေတသိက်တွေနဲ့တွဲမယ်မကောင်းတဲ့စေတသိက်တွေဟာလည်းမကောင်းတဲ့စိတ်တွေနဲ့တွဲမှာပဲဟောနော်ဒါမြတ်စွာဘုရားစကားလည်းရှိတယ်တမဏိနတမနောဂောနိနဂောနောတရားအဲ့လိုတမဏိနတမနောတမနာဆိုတာယဟန်ပေါ့ဗျာသူတော်ကောင်းနေပေါ့နော်သူတော်ကောင်းချင်းတမဏိနပါလဲတမနောဂောနိနနွားချင်းလို့ဓာတ်ရိုက်မဟုတ်ဘူးသူယုတ်မာတွေပါလဲသူယုတ်မာတွေလဲသူယုတ်မာချင်းလို့ပြောတာပေါ့နော်တမဏိနတမနောဂောနိနဂောနောနောက်တစ်ခုကမြတ်စွာဘုရားဟောထားတဲ့ဓာတုတန်တန္တရဏဆိုတဲ့သုတ်ရှိတယ်ဓာတ်တူချင်းသာရောနှောတယ်ဗါလေဓာတ်တူချင်းသာရောနှောလို့ရတယ်ဓာတ်မတူရောနှောလို့မရဘူးတချို့ကစကားတွေအများကြီးပြောရတာကိုကျင့်တတ်တယ်စကားတွေအများကြီးပြောတဲ့လူချင်းချို့ကစကားသိမပြောချင်စကားများပြောတဲ့လူနာမှာဗါလေမနေချင်ရှာရှိတယ်နားကြီးတယ်မရဘူးလေနောက်ချို့ကသဘာဝချင်းမတူသဘာဝမတူရင်လို့ရှိရင်ပေါင်းလို့ရလားမရဘူးနောက်လူတွေချင်းမှာအဲ့လိုပဲအစားအသောက်တွေမှာလဲဗာလဲအကြိုက်ချင်းဗာလဲမတူလူနေမှုဇေယိုက်မှာလဲဇေယိုက်ချင်းဗာလဲမတူဇေယိုက်တူတဲ့လူတွေပဲဗာလဲပေါင်းလို့ရတယ်ဇေယိုက်မတူတဲ့လူတွေပေါင်းလို့မရအောင်အဲ့တော့တူမှပဲဗာလဲဆက်ဆံလို့ရအောင်အာကုသိုလ်စေတသိက်ဆိုရင်ဘယ်သူနဲ့ပဲပေါင်းသင်လို့ရအောင်ဘယ်သူနဲ့ပဲတွဲလို့ရမှာဆိုအာကုသိုလ်စိတ်နဲ့ပဲတွဲလို့ရမှာအကြမ်းမြင့်ပေါ့ကဲအာကုသိုလ်စိတ်နဲ့တွဲမယ်အလွယ်ဆုံးဟာအရင်တွဲကြည့်မယ်အာကုသိုလ်စေတသိက်ဘယ်လောက်ရှိလဲဆိုတော့ဘယ်လောက်လဲ14ပါအာကုသိုလ်စေတသိက်14ပါရှိ14ပါးကိုဦးဇင်းတို့အုပ်စုလေးတွေခွဲလိုက်ပါမယ်ကာကြီးအုပ်စုဆိုရင်မောဟရေအာဟိရိကရေအနုတ္တပရေဗါလေဥဒိစ္စရေလို့ဘယ်နှပါလဲ4ပါသူတို့ကိုဦးဇင်းတို့ကဗါလဲဆိုတော့မောဟဥဆောင်တဲ့စေတသိက်4ပါဘာဥဆောင်တဲ့စေတသိက်4ပါလဲအဲ့တော့သူတို့ဦးဇင်းတို့အတူကောက်ဘာလို့ခေါ်လိုက်ပါလဲစတုပ်ဆိုရင်4ရတော့ပါသွားပြီဒါပေမဲ့မောစတု4ပါလို့ခေါ်ပါတယ်မောဟဥဆောင်တဲ့စေတသိက်ပါလဲ4ပါလောဘဥဆောင်တဲ့စေတသိက်4ပါလောဘဒိဋ္ဌိနောက်ပြီးတော့ဗာလဲမာနဘယ်လောက်လဲ3ပါ
ဒေါသဥဆောင်တဲ့စေတသိက်၄ပါးဒေါသအိတ်သာမစ္စရိယကုတ်ကုတ်စဘယ်နှပါလိနောက်ပြီးတော့ပါလိထီနာမိတ်ဘယ်သူနဲ့ဘယ်သူလဲထီနာမိတ်နောက်တစ်ခုဝီစီနဲ့ဝီစီကိစ္စစေတသိက်ကိုမူတည်ထားဘာမူတည်ထားလဲဒီစေတသိက်တွေကိုကြည့်ပြီးတော့မှဘယ်စိတ်တွေနဲ့ရှင်မလဲဘယ်စေတသိက်တွေနဲ့ရှင်မလဲဆိုတော့အာကုသိုလ်စေတသိက်ဒီအာကုသိုလ်စိတ်ဘယ်လောက်လဲ12ပါးနဲ့ပဲဆိုင်နေဒါကဦးဇင်းတို့ကဒီဥစ္စာသူကန့်သက်ချက်ပဲအာကုသိုလ်စေတသိက်ဒီဘယ်စိတ်နဲ့ပဲတွဲလို့ရမှာဟုတ်နော်အာကုသိုလ်စိတ်နဲ့ပဲတွဲလို့ရမယ်ဒါသိထားအာကုသိုလ်စေတသိက်ဒီအာကုသိုလ်စိတ်နဲ့ပဲတွဲလို့ရမယ်အခြားနဲ့မတွဲပါဘူးဟောဒါမဲ့အာကုသိုလ်စေတသိက်တိုင်းဟာအာကုသိုလ်စိတ်အားလုံးနဲ့တွဲလို့ရလားမရလားဆိုတော့သူ့ထဲမှာလည်းပဲဆိုင်ရာပဲတွဲလို့ရမယ်မဆိုင်တာတွေတွဲလို့မရပြန်ဘူးနားလားအဲ့တော့ဦးဇင်းတို့ကတွဲဖို့ကြည့်မယ်ဆိုတဲ့အခါကျတော့ဟိုဘက်မှာအာကုသိုလ်စိတ်12ပါးဒီဘက်မှာတော့အုပ်စုဘယ်နှစုခွဲလိုက်လဲဆိုတော့5စုခွဲပထမဆုံးဘာအုပ်စုလဲမောစတုတ်ဒီကြတော့ဒေါစတုတ်လို့ခေါ်မှာဟိုကမောစတုတ်ဆိုတော့သူ့ကိုဗာလိုက်ဒါလေးကတော့အတူကောက်မှတ်တာဟုတ်ပြီနော်အုပ်စုဘယ်နှစုခွဲထားလိုက်လဲ5စုခွဲလိုက်5စုခွဲလိုက်တော့အာကုသိုလ်စိတ်တွေဟာဒီစေတသိက်တွေမှာဘယ်အာကုသိုလ်စိတ်တွေရှင်နိုင်တယ်လဲလို့မေးတဲ့အခါကျတော့စမ်းစစ်ကြည့်တဲ့အခါကျတော့ဦးဇင်းတို့စောစောကအဓိပ္ပာယ်လေးတွေပြောတော့ကလည်းနည်းနည်းပြောတယ်ဥပမာမောဟဘာစေတသိက်လဲမောဟစေတသိက်ဟာတဲ့မောဟဆိုတာကမသိမှုနားမလည်မှုအမှန်ကိုဗာလဲမသိမှုနားမလည်မှုနောက်ပြီးတော့အမှန်တရားကိုမသိဘူးဆိုတော့မောဟအမှောင်ဖုံးတာဘာဖုံးတာလဲမောဟကိုဘာနဲ့နိုင်လဲအမှောင်နဲ့နိုင်အမှောင်ဆိုတာကကောင်းတာကိုအားပေးလားမကောင်းတာကိုအားပေးလားနားအဲ့လိုပေါ့အမှောင်ဟာမကောင်းတာကိုအားပေးတယ်ဆိုတော့အကုသိုလ်စိတ်12ပါးလုံးကကောင်းလားမကောင်းလားဒါဆိုရင်မောဟတည်တဲ့အကုသိုလ်အားလုံးကိုအားပေးသောအကုသိုလ်အားလုံးနဲ့ဆိုင်သောစေတသိက်ဖြစ်တယ်တဲ့ဘာစေတသိက်ဖြစ်လဲအကုသိုလ်အားလုံးနဲ့ဆိုင်သောစေတသိက်ဖြစ်ဘာလို့ तू မပါရင်အကုသိုလ်မဖြစ်တော့ तू ပါမှဗာလဲအကုသိုလ်ဖြစ်ဟိုတလောတည်းပြောခဲ့တယ်အရင်ဘက်ကလည်းပဲဒီလမ်းထဲကိုညကြဖောက်ထွင်းမယ်ဘယ်အိမ်ဖောက်ထွင်းမယ်ဆိုအလန်းထဲကမီးတိုင်ကမီးလုံးဗာလဲနေခင်းထဲကလေးကွာနဲ့ပြည့်ပြီးဗာလုပ်ထားတယ်မီးလုံးခွဲထားတယ်အဲ့ဒါဘာလုပ်ရဲအောင်လဲအာကုသိုလ်လုပ်ရဲအောင်ဒါကြောင့်မလို့အာကုသိုလ်တိုင်းမှာဘယ်သူပါလဲဆိုမောဟပါမောဟမပါရင်အာကုသိုလ်မဖြစ်ဘူးနော်မောဟမပါရင်ဗာလဲအာကုသိုလ်မဖြစ်ဒါကြောင့်မောဟအာကုသိုလ်အလုံးနဲ့ဆိုင်နေအာဟိရိကနဲ့အနုတ္တပလည်းပဲထို့တူပဲအရှက်ကြောင့်မရှိမှအာကုသိုလ်လုပ်ရဲတယ်အရှက်ကြောင့်ရှိသူကအာကုသိုလ်ကိုဗာလဲမလုပ်ရဲဘူးအရှက်ကြောင့်မဲ့တဲ့လူကြတော့ဘယ်အာကုသိုလ်လုပ်မလဲရတယ်အမလေးရှက်တင်ကြောက်နေတာနားလားရှက်เสียမလို့ကြောက်เสียမလို့ဘူးဘာညာဆိုပြီးတော့ဗာလဲအဲ့မရှက်မကြောက်ရင်ပို့ပြီးတော့ဗာလဲအာကုသိုလ်ကိုလုပ်ရဲတယ်ရှက်ကြောက်မှုရှိလို့ရှိရင်အာကုသိုလ်ကိုဗာလဲမလုပ်ရဲဘူးဗျာဟိုတော့ကတောထဲမှာဘယင်ကြီးတစ်ပါးတောကစားထွက်ရင်းနဲ့မျက်စိလဲပြီးတော့ရောက်သွားတော့အဲ့ဒီမှာယတိတစ်ပါးငါးမြားဘာတစ်ပါးငါးမြားယတိတစ်ပါးငါးမြားနေဆိုယတိကငါးမြားမလားတောထဲမှာဆိုတော့သူလည်းစားစရာမရှိဘူးနဲ့နော်အဲ့ဒါငါးလေးမြားယတိငါးမြားနေတယ်ဆိုတော့ဘယ်ကောင်းမှာအဲ့ဒါနဲ့ဘယင်ကြီးကလည်းအဲ့ဒီနာရောက်သွားချောင်းကန်းစားနာရောက်သွားတဲ့ခါကျဘယင်ကြီးကအတန်လေးမြည်သွားချွတ်နဲ့သူနင်းတဲ့အတန်လေးကဗာလဲမြည်သွားတော့ယတိကငမြားတန်လေးဖွက်လိုက်ဟာဗာလဲလူတန်လားမသိဘူးချွတ်နဲ့ကြားတယ်ဆိုယတိကဘာလုပ်လိုက်လဲငမြားတန်လေးဖွက်လိုက်တယ်ဗျဟောဒီယတိကမကောင်းတာလုပ်ပြီးမဲ့သူ့မှာဘာရှိသေးလဲရှဲကြောင်နည်းနည်းရှိသေးတယ်ရှဲကြောင်ရှိသေးတယ်ဆိုတော့ဘယင်ကြီးကအေးမကောင်းတာလုပ်ပြီးမဲ့လေသူ့မှာဗာလဲရှဲကြောင်တရားရှိတာရှက်ကြောက်တရားမရှိတဲ့လူကတော့ဘယ်သူလာခြင်းတဲ့လူလာကွာဘာဖြစ်လဲငားများတာပဲအဲ့လိုလူနှစ်ယောက်မှာဘယ်လူကကောင်းရှက်ကြောက်ရှိတဲ့လူကဆင်ញင်သေးတာပေါ့ရှက်ကြောက်မရှိတဲ့လူကတော့အရာမှာဗာလိုက်လူတွေပြောတယ်လေပေါ်တင်ကြီးပဲ
မကောင်းတာတွေလည်းပါလဲသူများမျက်စိရှက်စရာတွေလည်းပဲကောင်းပါမလားနားလေရင်းဖြစ်တယ်ဟောအရှက်ရှိသည်အရှက်ဟီရီဩတ္တပလေးတော့ဒီကျသိရှိသေးတယ်ဆိုဘယင်ကြီးကအမှသွားပြီးဝှချရှစ်ခိုးသည်နားလားအဲ့တော့ထားပါတော့ဗျာအရှက်ကြောက်မဲ့ရင်တော့မလုတ်ရဲတဲ့အာကုသိုလ်ရဲ့လို့မရှိတော့ဘူးတဲ့ဒါကြောင့်အာဟိရိကနုတ္တပလည်းအာကုသိုလ်အားလုံးမှာပါလဲရှင်တယ်ဥဒိစ္စပြန့်လွင့်နေဆိုတာကကုသိုလ်တရားကောင်းတဲ့တရားကောင်းတဲ့အလုပ်တွေမှာစိတ်ကိုတီတီငြိမ်ငြိမ်နဲ့ပါလဲမချထားနိုင်ရင်စိတ်ဟာပါလေရောက်ချင်တဲ့နေရာကိုရောက်ခွင့်ပေးတာရောက်ခွင့်ပေးတဲ့အတွက်စိတ်ဟာလည်းပဲပုထုဇဉ်ရဲ့စိတ်ဆိုတာကောင်းတဲ့အပေါ်ရောက်တာပါလေနည်းနည်းမကောင်းတဲ့ဘက်ကိုပါလေရောက်တာများတော့ဥဒိစ္စဟာလည်းပဲအာကုသိုလ်တိုင်းမှာပါရတယ်ဘာဖြစ်လို့လဲကောင်းတဲ့ဘက်မှာပဲစိတ်ကိုတီတီငြိမ်ငြိမ်မချထားနိုင်ရင်မချထားနိုင်တဲ့အတွက်ဘယ်ကိုရောက်သွားတာအာကုသိုလ်ပဲရောက်သွားတာတမာတိဆိုတဲ့ဧကဂတတည်ကြည်မှုဆိုတဲ့တရားနဲ့ဟုတ်လားကောင်းတဲ့ဘက်မှာပဲစိတ်ကိုတီတီငြိမ်ငြိမ်လေးချထားနိုင်အာကုသိုလ်ပဲရောက်เสียရှိလားမရှိဘူးဒါကြောင့်မလို့ဥဒိစ္စကလည်းအာကုသိုလ်အားလုံးနဲ့ရှင်ရတယ်ဒါကြောင့်မလို့သူ့မှာဒီလိုတက်လိုက်မယ်ပါလေအာကုသိုလ်စိတ်12ပါးလုံး12ပါးလုံး၌ရှင်ပါသည်တဲ့သူလို့ပြောလိုက်လေအာကုသိုလ်စိတ်12ပါးလုံး၌ရှင်ပါသည်ဒါကြောင့်မလို့ဒီစေတသိက်တွေကိုလည်းဦးဇင်းတို့ကနာမည်ဘယ်လိုပေးလိုက်လဲဆိုတော့အာကုသိုလ်အားလုံးနဲ့ဆက်ဆံလို့သဗ္ဗာကုသလသဗ္ဗာကုသလသာဒာရဏသဗ္ဗာကုသလသာဒာရဏဆိုတဲ့တပ္ပဆိုတာအလုံးစုံဒီရေးချလေးကပုတ်ခွဲလိုက်တော့အာလို့ဖြစ်သွားတယ်အာကုသလအလုံးစုံသောအာကုသိုလ်တွေနဲ့ဆက်ဆံတဲ့စေတသိက်၄ပါးလို့ခေါ်တယ်။နော်ဒီနာမည်လေးမှတ်တာ။နောက်တစ်ခါလောဘတဲ့လွယ်လေးပါဘာမှအထူးခက်တာမဟုတ်ဘူး။လောဘစေတသိက်ဆိုတော့အာကုသိုလ်အားလုံးနဲ့မဆိုင်တော့ဘူး။ဘာနဲ့ပဲဆိုင်မလဲ။လောဘမှုစိတ်၈ပါးနဲ့ပဲဆိုင်။ဘာနဲ့ပဲဆိုင်မလဲ။အဲ့တော့ဦးဇင်းတို့ကဒီလိုမှတ်မယ်ဗျာတဲ့။ဘာလဲဆိုတော့လောဘမှုစိတ်ဘယ်လောက်လဲ၈ပါးဒိဋ္ဌိရဲ့နာမည်လေးကြားလိုက်တာနဲ့ဒိဋ္ဌိဆိုတဲ့အခါကျတော့လောဘတွေကပဲပြန်ပြီးတော့ဗာလေလောဘမှုစိတ်၈ပါးတည်းမှာဒိဋ္ဌိနဲ့ရှင်တာ၄ပါးပါတယ်ဒိဋ္ဌိနဲ့မရှင်တဲ့ဒိဋ္ဌိကရဝိပယုတ်က၄ပါးပါတယ်အဲ့ဒါဆိုတော့ဒိဋ္ဌိစေတသိက်ကဘာနဲ့ပဲရှင်မလဲဆိုတော့ဟုတ်ပြီဗာလေဒိဋ္ဌိကတသံပယုတ်ဒါနဲ့ရှင်သူနဲ့ဆိုင်ရပေါ့နော်သူနဲ့ဆက်နွယ်တဲ့ဥစ္စာပဲဆိုင်မယ်သူနဲ့အမျိုးတော်လို့ရတာပဲဆိုင်မှာပေါ့သောမနတာသာကိုဒိဋ္ဌိကရတံပယုတ်ဟုတ်တယ်မလားဒိဋ္ဌိကရတံပယုတ်နဲ့ဆိုတာ၄ပါးရှိတယ်အဲ့ဒီဒိဋ္ဌိကရတံပယုတ်၄ပါးနဲ့မာနကြတော့ဒီလောဘအုပ်စုထဲမှာဒိဋ္ဌိကရတံပယုတ်ကပြီးသွားတော့ဘာ၄ခုကျန်လေဒိဋ္ဌိကတဝိပယုတ်၄ပါးဘာ၄ပါးလေမာနကရှင်သူကလောဘအုပ်စုဆိုတော့လောဘမှုစိတ်၈ပါးတွေကပဲကြည့်ရမယ်ဒီမြတ်သွားမကြည့်အောင်ဘယ်ထက်ကပဲကြည့်ရမလဲလောဘအုပ်စုလို့သူပြောထားတဲ့အတွက်လောဘစေတသိက်ကတော့လောဘမှုစိတ်၈ပါးနဲ့ရှင်ဒိဋ္ဌိစေတသိက်ကြတော့လောဘမှုစိတ်၈ပါးထဲမှာဒိဋ္ဌိနဲ့ရှင်တာဘယ်နှပါးပါလဲ၄ပါးပါဒါကြောင့်မလို့လောဘမှုဒိဋ္ဌိကတတံပယုတ်၄ပါးကဘယ်သူနဲ့ရှင်လဲဒိဋ္ဌိနဲ့ရှင်ကျန်တာဘယ်သူကျန်လဲဒိဋ္ဌိကတဝိပယုတ်မာနကြတော့ဒိဋ္ဌိကတဝိပယုတ်စိတ်၄ပါးနဲ့ရှင်ဒါလေးခွဲလိုက်ရုံပဲလောဘစိတ်၈ပါးသိပြီးထက်ဝက်ခွဲလိုက်ဒိဋ္ဌိနဲ့ရှင်တာ၄ပါးမရှင်တာ၄ပါးဒိဋ္ဌိနဲ့ရှင်တဲ့၄ပါးကဒိဋ္ဌိစေတသိက်မှာရှင်တာပေါ့ဒိဋ္ဌိနဲ့မရှင်တဲ့၄ပါးကမာနနဲ့ရှင်တယ်ဒိဋ္ဌိနဲ့မာနကိုသူကဘာနဲ့နှိုင်းလဲဆိုတော့ရှင်သေးနှစ်ကောင်နဲ့နှိုင်းနေဒိဋ္ဌိနဲ့မာနကိုဘာနဲ့နှိုင်းလဲဒိဋ္ဌိကလည်းသူ့နေရာနဲ့သူရှင်သေးပဲဗျမာနကလည်းသူ့နေရာနဲ့သူရှင်သေးပဲဗျမာနရှိတဲ့လူကလည်းလေရှင်သေးတယ်ပဲရှင်သေးဆိုတာဂူတကူတဲ့နှစ်ကောင်မအောင်ဘာလဲဂူတကူထဲမှာနှစ်ကောင်မအောင်တကောင်နဲ့ဟိဘာလဲရှင်သေးဆိုတာဒါကြောင့်ရှင်သေးဆိုတာဂူတကူထဲမှာအတူမအောင်ဒါကြောင့်မလို့လောဘမှုစိတ်မှာလဲဒိဋ္ဌိကဒိဋ္ဌိကရတံပြုတ်စိတ်၄ပါးမှာရှင်နေဆိုရင်မာနကဒိဋ္ဌိကရဝေပြုတ်စိတ်၄ပါးမှာရှင်ဒ
ဒိဋ္ဌိရှင်တဲ့ဒိဋ္ဌိကရတန်ပြုတ်စိတ်၄ပါးမှာမာနမရှင်သူများအောင်းတဲ့နေရာမအောင်ဘူးတကောင်နဲ့ဒါပေမဲ့ဗာလဲရှင်သည်ခုတကူတဲ့နှစ်ကောင်မအောင်ဘူးဒိဋ္ဌိနဲ့မာနကိုဘာနဲ့နိုင်လဲရှင်သည်နှစ်ကောင်နဲ့နိုင်ဒါကြောင့်မလို့သူတို့ကတတ်တတ်စီပဲလို့ပြောတယ်ဒိဋ္ဌိကဒိဋ္ဌိကရတန်ပြုတ်စိတ်၄ပါးမှာမာနကဒိဋ္ဌိကရဝိပယုတ်စိတ်၄ပါးကဲကောင်းပြီဒါဆိုတော့ဘာခက်လဲဟိခက်သလားနောက်တစ်ခါဒေါသအုပ်စုဘာအုပ်စုလဲဒေါသရဲ့အိတ်တာရဲ့မစ္စရိယရဲ့ကုတ်ကုတ်ဆိုင်သူတို့ကဒေါသအုပ်စုဆိုတော့သူတို့ကဘယ်မှာရှင်မလဲဒေါသမှုစိတ်မှာပဲရှင်ဘယ်မှာရှင်မလဲရှင်းပါတယ်ဘယ်နှစ်ပါးမှာလဲဒေါသမှုစိတ်နှစ်ပါးမှာရှင်ဒီလောက်ရှင်းတဲ့ကိစ္စရှိသေးလားဒေါသအုပ်စုဒေါသမှုစိတ်နှစ်ပါးမှာရှင်းတာဆိုတော့သိမပြောတော့ဘူးနောက်မိဒ္ဒထိနာနဲ့ဗာလဲမိဒ္ဒထိနာကထိုင်းနဲ့မိဒ္ဒကမှိုင်းထိုင်းနဲ့မှိုင်းနဲ့အကုသိုလ်စိတ်ထဲမှာတဲ့ဦးဇင်းတို့ကကြီးလိုက်တဲ့အခါကျတော့အကုသိုလ်စိတ်ထဲမှာလေထက်ထက်တန်တန်နဲ့လှုပ်တဲ့အာသင်္ခါရိကရှိတယ်သူများတိုက်တွန်းမှာဗာလဲမလှုပ်ချင်နဲ့လှုပ်တဲ့ဗာလဲသသင်္ခါရိကရှိတယ်အာသင်္ခါရိကကအလိုလိုထက်တန်နေသသင်္ခါရိကသူများတိုက်တွန်းမှာထက်တန်နေထိနာမိဒ္ဒထိုင်းနဲ့မှိုင်းနဲ့ဆိုတော့အသင်္ခါရိကနဲ့ရှင်မလားသသင်္ခါရိကနဲ့ရှင်မလားဘာနဲ့ရှင်မလဲအာလားသလားအေးအသင်္ခါရိကအလိုလိုထက်တန်တယ်သသင်္ခါရိကအလိုလိုမထက်တန်အဲ့တော့ထိနာမိဒ္ဒထိုင်းမှိုင်းနဲ့ဆိုတော့အကုသိုလ်ထဲမှာအသင်္ခါရိက၅ပါးရှိတယ်သသင်္ခါရိက၅ပါးရှိတယ်အဲ့တော့သူကသသင်္ခါရိက၅ပါးနဲ့ရှင်ဘာ၅ပါးလဲသသင်္ခါရိက၅ပါးအကုသိုလ်မှာရှိပါတယ်နောက်တစ်ခါဝိဇိကိစ္စဝိဇိကိစ္စတဲ့ဝိဇိကိစ္စဘယ်လောက်မှရှင်လဲဆိုတော့သူကတော့1 by 1ပဲဗျအာကုသိုလ်စိတ်ထဲမှာလဲဝိဇိကိစ္စစိတ်ဆိုတာရှိတယ်အာကုသိုလ်စေတသိက်ထဲမှာလဲဝိဇိကိစ္စစေတသိက်ဆိုတာရှိတယ်သူတို့ကတော့တစ်ခုချင်းပဲဝိဇိကိစ္စစေတသိက်ကတော့ဝိဇိကိစ္စစိတ်တစ်ပါးမှာပဲရှင်ဝိဇိကိစ္စစိတ်တစ်ပါးမှာပဲရှင်ပါလေဒါလေးခွဲတာနည်းနည်းသဘောကျလားအာကုသိုလ်စေတသိက်14ပါးဒီဘက်မှာရေးလိုက်မယ်အာကုသိုလ်စိတ်12ပါးဟိုဘက်မှာရေးလိုက်မယ်သူ့အုပ်စုနဲ့သူမောဟအုပ်စုကတော့အားလုံးနဲ့ဆိုင်တယ်အာကုသိုလ်အားလုံးနဲ့ဗာလဲဆိုင်လောဘအုပ်စုကလောဘမှုစိတ်10ပါးနဲ့ပဲဆိုင်မယ်ဘာနဲ့ပဲဆိုင်မလဲလောဘကတော့လောဘမှုစိတ်10ပါးလုံးဒိဋ္ဌိကြတော့ဒိဋ္ဌိကရတန်ပြုတ်စိတ်4ပါးမာနကြတော့သူနဲ့မတူတဲ့ဒိဋ္ဌိကရဝိပယုတ်စိတ်4ပါးဟုတ်ပြီနော်ဘာမခက်ဘူးဒေါသအိတ်တမစ္စရိယကုတ်ကုတ်ဆဆိုတာကဒေါသအုပ်စုဆိုတော့ဘာမှရှင်းလဲဒေါသမှုစိတ်2ပါးမှာပဲရှင်းသူနဲ့ဆိုင်ရပဲတမဏိနာတမနောဓာတုတန်တန္တနာဓာတုချင်းပဲပေါင်းလို့ရတယ်ဒေါသနဲ့လောဘသွားပေါင်းလို့ရလားမရဘူးမပေါင်းထိနာမိဒ္ဒထိုင်းနဲ့မှိုင်းနဲ့ဆိုတော့မထက်မြက်တဲ့အသသင်္ခါရိက5ပါးမှာပဲရှင်ဒီမြတ်မကြည့်အောင်အာကုသိုလ်တွေကပဲကြည့်အောင်အာကုသိုလ်စိတ်12ပါးတွေဝိဇိကိစ္စစေတသိက်ကတော့ဝိဇိကိစ္စစိတ်တစ်ပါးမှာပဲရှင်မရှင်းဘူးလားခက်သလားဘာမှမခက်ရပြီနော်အဲ့ဒါမှတ်မိအောင်တော့လေ့ကျင့်ထားပါနော်မှတ်မိအောင်တော့လေ့ကျင့်ရမယ်အာကုသိုလ်စေတသိက်ဒီဘယ်စိတ်နဲ့ပဲရှင်လဲအာကုသိုလ်စိတ်12ပါးနဲ့ပဲရှင်ဒါလေးတွေထပ်ပြီးတော့မှတ်မိအောင်ဟိုဆရာတော်2ပါးလည်းထပ်ပြီးတော့သင်အောင်မယ်နော်ဆရာတော်2ပါးလည်းထပ်သင်ပါဒီတစ်ခါသောပနစေတသိက်25ပါးဘာလဲသောပနစေတသိက်25ပါးဆိုတော့သူလည်းသူ့နာမည်ပါတာနဲ့ပဲရှင်မဟိဘယ်စိတ်တွေနဲ့ရှင်မှာသောပနစိတ်စိတ်89ပါးထဲမှာအာသောပနစိတ်က30ဟိုဘက်အပေါ်တွေကကာမသောပနရူပဝဆရာအရူပဆိုလောကုတ္တရာတွေအကောင်းနေပြီပဲလေအကောင်းနေဆိုတော့သူတို့ကဗာလဲသောပနတွေဘယ်လောက်လဲ89တွေက30နှုတ်လေ
သောဗနာစိတ်ဘယ်လောက်လဲဒါနဲ့ရှင်မှာပေါ့ဟုတ်နော်ဘယ်လောက်လဲ59ပါအဲ့မှာသောဗနာမှာအရှင်မရနငယ်နဲ့ရေးလာဟိုထဲမှာနကြီးနဲ့တွေ့တယ်နငယ်နဲ့ရေးနကြီးနဲ့ရေးအတူတူပဲအတူတူပါပဲဘာနဲ့ရေးဟာငါနကြီးနဲ့သွားရေးမိတော့ငါနငယ်နဲ့သွားရေးမိကိစ္စမရှိဘူးဘာနဲ့ရေးရတယ်သောဗနာစရတိ25ပါးကိုဦးဇင်းအုပ်စုခွဲလိုက်ပါမယ်သောဗနာတာဒာရဏဒီစကလုံးလေးလည်းမှတ်ထားပါဗျာနော်ဘယ်လောက်လဲ19ပါတောစုဝိရတိစေတသိက်3ပါအပမညာစေတသိက်2ပါပညိန္ဒြေစေတသိက်1ပါဟာလေပညိန္ဒြေသူက4အုပ်စုပဲခွဲလိုက်တယ်ဘယ်နှအုပ်စုခွဲလိုက်လိဒီထဲကပဲကြည့်ရမယ်သောဗနာစိတ်ထဲကပဲကြည့်ရမယ်အခြားတွေကသွားကြည့်စရာမလိုမလို့အဲ့တော့ဒီစကလုံးလေးပါရင်သာဒရဏဆိုအားလုံးနဲ့ဆက်ဆံဟာလေအားလုံးနဲ့ဆက်ဆံခုနကမောစတုတ်လိုပဲမောစတုတ်ကပါလေတဗ္ဗကုတလသာရဏအာကုသိုလ်အားလုံးနဲ့ဆိုင်တယ်လို့သူလည်းပဲသောဗနာစိတ်အားလုံးနဲ့ဆိုင်ဘာနဲ့ဆိုင်လဲ59ပါးလုံး၌ဗာလေရှင်မာသည်59ပါးလုံး၌ဗာလေရှင်မာသည်ဘာဖြစ်လို့လဲစဉ်းစားကြည့်သောဗနာတာရဏစိတ်19ပါးမှာတတ္တာဆိုတာရှိဘာရှိလဲတတ္တာဆိုတဲ့ခုနတော့ကံကံကြီးကျိုးတရားတွေကိုဗာလေယုံကြည်တယ်ကံကံကြီးကျိုးတရားကိုမယုံကြည်တဲ့လူကကံကိုမယုံကြည်တဲ့လူကဒီကံတွေဟာကောင်းကံတွေကကောင်းကျိုးပေးတယ်မကောင်းကံတွေမကောင်းကျိုးပေးတယ်လို့မယုံကြည်တဲ့လူဟာကောင်းမှုတွေလုပ်ပါမလားနော်မလုပ်နိုင်ဒီဘဝဒီကိုစံဟိုဘဝဟိုကိုခံအဲ့ဒီလိုလားသေမြေကြီးဖြစ်မှာဘာတွေမှကံတွေလုပ်မနေနဲ့လို့ယုံကြည်ချက်တာမရှိတဲ့လူကကုသိုလ်တွေလုပ်ပါမလားအဲ့တော့ကောင်းတဲ့သောဗနာတွေစိတ်တွေတစ်ခုမှဖြစ်လာစရာမရှိဘူးတဲ့တရားတရားသာမရှိရင်ပေါ့နော်ဟိရိဩတ္တပမရှိရင်လည်းပဲကုသိုလ်တွေလုပ်ဖြစ်ပါမလားကောင်းတာတွေမလုပ်ဖြစ်တော့ဘူးနော်အရှက်ကြောက်ရှိမှအကုသိုလ်တွေကိုရှောင်ပြစ်တာကောင်းတာတွေကိုဗာလဲလုပ်ဖြစ်တာဒါကြောင့်သူတို့ကသောဗနာစိတ်အားလုံးနဲ့ရှင်ဘာနဲ့ရှင်လဲသောဗနာစိတ်အားလုံးနဲ့ရှင်ဟောဒီကြတော့ဝိရတိစရသိက်3ပါးကြောင့်ဝိရတိဆိုရှောင်ခြင်းရှောင်ခြင်းရင်ဦးဇင်းတို့ကကုသိုလ်တွေဖြစ်တာပေါ့ဒုစရိုက်တွေကိုရှောင်လိုက်တော့ဘာဖြစ်သွားလဲသူစရိုက်ဆိုတာနော်ပါတယ်လေဒုဆိုတာဒုစရိုက်သူဆိုတာသူစရိုက်ပြောတာအဲ့တော့ဒုစရိုက်ကိုပြစ်ပယ်ရှောင်ကျင်လိုက်ရင်ဘာဖြစ်သွားလဲသူစရိုက်ဆိုတဲ့ကောင်းတဲ့ကုသိုလ်ဖြစ်သွားတယ်ကုသိုလ်ဆိုရင်သူကကုသိုလ်ကကာမကုသိုလ်မှာတော့ဦးဇင်းတို့ကဘာရှိလဲဆိုတော့မဟာကုသိုလ်ဘာရှိလဲမဟာကုသိုလ်စိတ်10ပါးရှိတယ်ဘာရှိလဲမဟာကုသိုလ်စိတ်10ပါးရှိတယ်အကုသိုလ်တွေကိုရံဖန်ရံခါရှောင်ရင်မဟာကုသိုလ်စိတ်ဖြစ်တာမဲ့ဆိုတဲ့လောကုတ္တရာစိတ်နဲ့ဖရာယန္တာတွေကြတော့အပြတ်ရှောင်ပလိုက်တယ်ဦးဇင်းတို့ဘုထုဇင်တွေရတော့ဗာလဲရံဖန်ရံခါရှောင်တယ်ရံဖန်ရံခါမရှောင်ရံဖန်ရံခါရှောင်တဲ့အခါရှောင်ရင်တော့ဦးဇင်းတို့ဘာဖြစ်လဲကုသိုလ်ဖြစ်တယ်ဖရာယန္တာတွေကြတော့အပြတ်ရှောင်ပလိုက်တယ်အပြတ်ရှောင်တော့ဘာစိတ်နဲ့ရှောင်လဲလောကုတ္တရာစိတ်မက်စိတ်ဖို့စိတ်တွေဖြစ်ပေါ်အဲ့ဒီမက်စိတ်ဖို့စိတ်နဲ့ရှောင်လိုက်ရင်တော့အပြတ်ရှောင်ဘာရှောင်တာလဲအပြတ်ရှောင်လိုက်ရှောင်မှာ2မျိုးရှိတယ်ရံဖန်ရံခါရှောင်တာကမဟာကုသိုလ်ဖြစ်တယ်အပြတ်ရှောင်လိုက်ရင်လောကုတ္တရာဒါဆိုရင်လောကုတ္တရာစိတ်10ပါးဘာ10ပါးလဲ
အပြတ်ရှောင်လိုက်တဲ့အခါမှာလောကုတ္တရာ10ပါးနှစ်ရက်ပေါင်းလိုက်တော့16ပါးအဲ့ဒီမှာရှင်နေဓမ္မရှင်လေး16ပါးမှာရှင်နောက်အစုပဲမှဆရာရှိတာပါမဟာကုသိုလ်နဲ့လောကုတ္တရာမဟာကုသိုလ်နဲ့လောကုတ္တရာ2မျိုးပဲဟောအပ္ပမညာကရုဏာဖြစ်တယ်ကရုဏာဆိုတာဗာလေတဏှာတယ်မုဒိတာဆိုတာဗာလေဝမ်းမြောက်တယ်ဝမ်းမြောက်တဲ့အခါကျတော့တဏှာတတ်ရင်လည်းကုသိုလ်ဖြစ်တာပဲဝမ်းမြောက်တတ်တာလည်းကုသိုလ်ပဲကုသိုလ်ဆိုတော့သူလည်းဘာရမလဲမဟာကုသိုလ်ဘာကုသိုလ်လဲသူလည်းမဟာကုသိုလ်ရှိတဏှာတဲ့နေရာမှာဖရာယန္တာတွေလည်းတတ္တဝါကိုတဏှာလားမတဏှာလားပုထုဇဉ်တွေလည်းတဏှာတယ်လို့ဖရာယန္တာတွေလည်းတဏှာတယ်ဖရာယန္တာတွေကတဏှာတော့ကုသိုလ်မဟုတ်ဘူးသူတို့ကြတော့ကရိယာဖရာယန္တာတွေကြတော့ဘာစိတ်ဖြစ်လဲကရိယာအဲ့တော့သူ့မဟာကရိယာမဟာကရိယာဘယ်လောက်တလဲ10ပါမဟာကရိယာ10ပါလေအာဟိကရိယာမပါဘူးနော်အာဟိကရိယာမဟုတ်ဟောဟာဒီကရုဏာတို့မုရိဒာတို့ကိုဒုက္ခိတတတ္တဝါကိုကြည်ပြီးတော့ကမ္မထမ်းအနေနဲ့ပွားများလို့ရှိရင်ဇန်နေလဲရတယ်နော်ကမ္မထမ်းအနေနဲ့ပွားများလို့ရှိရင်မုရိဒာဖြစ်เสียတတ္တဝါကိုလည်းပဲဒုက္ခိတတတ္တဝါကိုကြည်ပြီးတော့ကမ္မထမ်းအနေနဲ့ပွားများလို့ရှိရင်ရူပဝဆရဗာလဲဇန်စိတ်တွေဖြစ်လာတယ်နားလားမုရိဒာဆိုတော့ဝမ်းမြောက်တယ်ဆိုတဲ့အခါကျတော့ပထမဇန်မှာလဲပီတိဒုက္ခပါတယ်ဝမ်းမြောက်စေရာဒုတိယဇန်မှာလဲပီတိဒုက္ခပါတယ်တတိယဇန်မှာလဲပီတိဒုက္ခပါတယ်စရရဇန်မှာလဲဒုက္ခပါတယ်မုရိဒာဝမ်းမြောက်တယ်ဆိုတော့ပြစ္ဆမဇန်မှာကြတော့မပါတော့ဒါကြောင့်မလို့စတုထဇန်ထိရနိုင်နေကရုဏာမုရိဒာကမ္မထံကိုပွားရင်ဘာကိုပွားရင်လဲကရုဏာမုရိဒာကမ္မထံကိုပွားရင်စရရဇန်ထိရစရရဇန်ထိရသောမနတလားဥပိ္ပခာလားသောမနတအဲ့ဒါကြောင့်မလို့ဦးဇင်းတို့ကရူပဝဆရတွေကသောမနတဇံအတူကောက်ရင်ရူပသောမနတဇံဘယ်လောက်လဲ12ပါးပထမဇန်3ပါးဒုတိယဇန်3ပါးတတိယဇန်3ပါးစရရဇန်3ပါးစရရဇန်3ပါး3လေးလီအဲ့ဒါကိုသောမနတဇံလို့ခေါ်တယ်ရူပဝဆရသောမနတံ12ပါးအားလုံးပေါင်းလိုက်ရင်ဘယ်လောက်ရတယ်လဲ28ပါးအဲ့ဒီမှာရှင်ပါတဲ့နားလားနော်အဲ့ဒီမှာရှင်ပါတဲ့နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ပင်ငိန်တရီဘာတစ်ခုလဲပင်ငိန်တရီပင်ငိန်တရီကြတော့ပညာတဲ့ပညာဆိုတာကောင်းတဲ့နေရာမှာရှိမလားမကောင်းတဲ့နေရာမှာရှိမလားအာဟုတုမှာပညာရှိပါမလားမရှိဘူးပဲထားအာဟုတုမှာတချို့ကပညာလူလုံးနဲ့ပညာမဟုတ်တာရှိတယ်မာယာတွေမာယာကောင်းတာကိုတချို့ကပညာကောင်းတယ်လို့ထင်တယ်ဟုတ်နော်တာထေရကောက်ကျစ်တယ်ကောက်ကျစ်တာလည်းတချို့ကဗာလဲဒါပညာပဲလို့သွားထင်တယ်အဲ့ဒါကမာယာတွေတာထေရတွေနားလားလှည့်စားတတ်တဲ့မကောင်းတဲ့အရာတွေအဲ့ဒါကိုပညာလို့မသုံးဘူးဒါကြောင့်မလို့အာဟုတုမှာပညာမရှိအာဟိတ်မှာလည်းပညာမရှိပညာကဘယ်ကနေစပါမလဲဆိုတော့တဲ့မဟာကုသိုလ်မှာသောမနတသဟာကုညာနာတံပယုတ်အသင်္ဟာရိကမဟာကုသိုလ်မှာဉာဏ်နဲ့ရှင်တာဘယ်လောက်ပါလဲ4ပါးမဟာဝိဘက်မှာလည်းဉာဏ်နဲ့ရှင်တာဘုန်းကြီးကအတင်းရှိကနေ4ပါးလို့အတင်းပြောနော်အတင်းရှိကနေကြူပြီးတော့ပြောနေတာမဟာကုသိုလ်မှာဉာဏ်နဲ့ရှင်တာဘယ်လောက်လဲမဟာဝိဘက်မှာဉာဏ်နဲ့ရှင်တာမဟာကရိယာမှာဉာဏ်နဲ့ရှင်တာဉာဏ်နဲ့မရှင်တာအဲ့တော့သောပနစိတ်24ပါးမှာညာနာတံပယုတ်ဆိုတဲ့ဉာဏ်နဲ့ရှင်တာ12ပါးဉာဏ်နဲ့မရှင်တာဟောဉာဏ်နဲ့ရှင်ပါတယ်ဆိုမှပညာနဲ့ရှင်လားလို့မေးရင်ရှင်တာပေါ့ဗျာသူနဲ့ဆိုင်တဲ့လူကိုလိုက်ယူတာမဟုတ်လားသူနဲ့ဆက်ဆက်တာကိုလိုက်ရှာတော့ညာနာတံပယုတ်12ပါးဘာတံပယုတ်လဲညာနာတံပယုတ်12ပါးဆိုတာဘယ်သူတွေကိုပြောတာလဲကာမသောဘန24ပါးတွေကဉာဏ်နဲ့ရှင်တဲ့12ပါးလေမဟာကုသိုလ်မှာ4ပါးမဟာဝိဘတ်မှာ4ပါးမဟာကရိယာမှာ4ဉာဏတံပယုတ်12ပါးလို့ပြောလိုက်ရင်အဲ့ဒီထဲရပဲပေါ့နော်လားဟောနောက်တကရူပဝဆရအရူပဝဆရလောကုတ္တရာလေရူပဝဆရဆိုတာအစင်းမြင့်တဲ့ဇန်စိတ်ဒီဘာစိတ်လဲ
အာရူပဝဆရာပို့ပြီးတော့ဗာလဲအစင်းမြင့်ပြီလောကုတ္တရာကပို့ပြီးတော့အစင်းအမြင့်ဆုံးဖြစ်သွားပြီအဲ့ဒီအစင်းမြင့်တဲ့ဇန်စိတ်တွေမတ်စိတ်တွေဖို့စိတ်တွေလောကုတ္တရာစိတ်တွေမှာတော့ဉာဏ်ကအမြဲတမ်းရှင်နေဉာဏ်မပါဘဲနဲ့ဇန်လည်းမရနိုင်ဘူးဉာဏ်မပါဘဲနဲ့မက်လည်းမရနိုင်ဘူးဉာဏ်မပါဘဲနဲ့ဖို့လည်းမရနိုင်ဘူးဟောပရိသန္တိမူကြီးကလေးကဉာဏ်ပါလာတဲ့လူမှာဇန်ဒီမက်ဒီဖူရီကျင့်လို့ရတာတဲ့မူကြီးကလေးကဉာဏ်မပါလာရင်ဇန်ဒီမက်ဒီဖူရီဘလောက်ကျင့်မရဘူးတဲ့ဒါကြောင့်မလို့မဟက်ကုတ်20ခွန်မဟက်ကုတ်ဘလောက်လဲလောကုတ္တရာက20ခွန်နဲ့8နဲ့ပေါင်း30နဲ့5ပါး35နဲ့12နဲ့ပေါင်း40နဲ့9ပါးမဟက်ကုတ်လောကုတ္တရာစိတ်30နဲ့5ပါးနှစ်ရက်ပေါင်းတော့40နဲ့9ပါးအဲ့ဒါကဘယ်သူရှင်တာလဲဟိပညာရှင်နဲ့စိတ်ဘာနဲ့ရှင်တဲ့စိတ်လဲပညာနဲ့ရှင်တဲ့စိတ်ဒါတော့ကြမ်းမြင်ပေါ့ဗျာအကုသိုလ်မှာပညာမရှိအာဟိမှာလည်းပညာမရှိကာမသောမနမှာကြတော့ဉာဏ်နဲ့ရှင်တဲ့စိတ်တွေဘယ်လောက်ပါလာပြီလဲ12ပါးပါလာပြီအစင်းမြင့်တဲ့ရူပအရူပလောကုတ္တရာတွေကြတော့ဉာဏ်ပါမကိုရမှာဆိုတော့ဉာဏ်နဲ့ရှင်ကိုရှင်ရတယ်မရှင်လို့မဖြစ်တော့ဘူးဒါကြောင့်မလို့ဉာဏ်နဲ့ရှင်တဲ့စိတ်ဘယ်လောက်ရှိလဲ40နဲ့9ပါးပညာတွေဆိုတဲ့ဉာဏ်နဲ့ရှင်တာ40ခွန်အပ္ပမညာမှာရှင်တာဘယ်လောက်လဲဝိရဒိမှာရှင်တာသောပနသာရဏမှာရှင်တာ59 16 28 40ခွန်ဒီလောက်တော့ကဏ္ဍလေးတွေမှတ်တတ်လားမမှတ်တတ်လားမှတ်ပါတော့လားအမှန်တချို့ကသိမှတ်ဉာဏ်ကောင်းတာဗျတစ်နှစ်ပတ်လုံးထွက်တဲ့ချဲကဏ္ဍကိုလीအကုန်လုံးမှတ်မိတယ်နော်သုံးလုံးကဏ္ဍတို့နှလုံးကဏ္ဍနော်ဘယ်တော့မှဘာထွက်တာဆိုမှမဖြစ်ဒီလောက်လေးတော့မမှတ်တတ်ဘူးလားဗျာ၄မျိုးလောက်မှတ်59 28 40ခွန်ဘာမြတ်ခဲ့ဟာကဲခဏနားပါအောင်ဗုဒ္ဓသာသနံစိရံဒိဋ္ဌတုဗုဒ္ဓသာသနံစိရံဒိဋ္ဌတုဗုဒ္ဓသာသနံစိရံဒိဋ္ဌတုသာဓုသာဓုသာဓု